Namo Tata Bhagavato Arahato Dhamma Sambuddhassa Namo Tata Bhagavato Arahato Dhamma Sambuddhassa Namo Tata Bhagavato Arahato Dhamma Sambuddhassa ဟေတုအာရမဏပစ္စည်းနှစ်ခုတော့ပြီးခဲ့ပြီလို့ဆိုရမယ်ပထမအစဦးဆုံးဘဝတည်းရဲ့အစပေါ့အဲ့ဒါကိုပြောချင်တော့ဟေတုပစ္စည်းကိုမြတ်စွာဘုရားထုတ်ပြခဲ့အဲ့ဒီအစဟာစိတ်မှာဖြစ်တာလောဘဒေါသမောဟအလောဘအဒေါသအမောဟဆိုတဲ့ဘဝရဲ့အစတွေပေါ့အရင်အမြင့်အစအဲ့ရတွေကိုထွက်ပေါ်လာဖို့အတွက်ဘယ်အရာကဆွဲထုတ်တယ်လဲဆိုတော့အာရမဏအာယုန်တွေကနေဆွဲထုတ်လိုက်အဲ့ဒီအစတွေကိုဆွဲထုတ်လိုက်တဲ့အာရမဏပစ္စည်းကိုလည်းပဲဒါပြောခဲ့မြတ်စွာဘုရားကဒီအာရမဏပစ္စည်းပြောပြီးဒီနောက်မှာအဓိပတိပစ္စယောဆိုပြီးအဲ့ဒါကိုထုတ်ပြတယ်ဘာဖြစ်လို့အာရမဏရဲ့နောက်မှာအဓိပတိကိုထုတ်ပြတယ်လဲဆိုရင်အာယုန်တွေရဲ့ကြီးကျယ်ပုံကြီးကျယ်တဲ့အာယုန်တွေဖြစ်ပေါ်လာခြင်းရဲ့အကြောင်းကိုပြောခြင်းလို့စိတ်တွေမှာမိပြီးတော့ဖြစ်တဲ့ဘဝရဲ့အစပေါ့ဘဝတွေကိုစတင်ဖို့အတွက်အလိုလောဘတွေမကျေနပ်မှုဒေါသတွေနဲ့ဘဝတွေစတင်ကြအဲ့ဒီလောဘဒေါသတွေစိတ်မှာမှီပြီးတော့စိတ်ကိုချဲလှယ်ပြီးဘဝကိုစတင်ပေးလိုက်တဲ့အခါသူတို့ဘာသာသူတို့တော့ဖြစ်ပေါ်ခွင့်မရဘူးသူတို့ကိုဘယ်သူကဆွဲထုတ်လိုက်လဲဆိုရင်ဒီအစတွေကိုပဲတရားတွေကဆွဲထုတ်လိုက်လဲဆိုရင်အာယုန်တွေကနေဆွဲထုတ်လိုက်တာအဲ့ဒီအာယုန်တွေဟာကြီးကျယ်ခမ်းနားတဲ့အာယုန်တွေရှိတယ်အဲ့ဒီကြီးကျယ်ခမ်းနားတဲ့အာယုန်တွေကိုပြောခြင်းလို့ဒီလိုကြီးကျယ်ခမ်းနားတဲ့အာယုန်တွေဟာဘာကြောင့်ဖြစ်တယ်ဆိုတာကိုသိစေခြင်းလို့အဓိပတိပစ္စယောဆိုပြီးတော့မြတ်စွာဘုရားကထပ်ပြီးတော့ထုတ်ပြတယ်။ကဲဒီတော့အာယုန်ဆိုတာစိတ်ကိုဆွဲဆောင်တဲ့တရားဟိုတုန်းကပြောခဲ့တဲ့အသုံးအနှုန်းဆိုရင်စိတ်ရဲ့အစာလို့ပြောခဲ့စိတ်ဝင်စားခံရတဲ့အရာတွေအဲ့ဒီအာယုန်ဟာလည်းပဲတကယ်ကြည့်မယ်ဆိုရင်နှစ်မျိုးရှိတယ်လို့ဘုရားကသိစေခြင်း။တာမန်အာယုန်နဲ့ထူးခြားတဲ့အာယုန်ဆိုပြီးတော့အဲ့ထူးခြားတဲ့အာယုန်ကိုပြောခြင်းလို့အဓိပတိပစ္စယောဆိုတာထွက်လာတယ်။အဲဒီတော့တာမန်အာယုန်နဲ့ထူးခြားတဲ့အာယုန်ဟာမတူပါဘူး။မျက်စိဖြင့်မြင်တဲ့ရိုးရိုးပုံစံနဲ့အလွန်တရာမှချောမောလှပတဲ့ပုံစံမတူသလိုပဲ။အာယုန်တွေမှာတာမန်အာယုန်နဲ့ထူးခြားတဲ့အာယုန်ကမတူကြဘူး။တာမန်အာယုန်ကရိုးရိုးစိတ်ကိုမြင်ယုံသိယုံပဲဆွဲဆောင်တယ်။ထူးခြားတဲ့အာယုန်ကြတော့မြင်ယုံသိယုံအဲ့ဒါလောက်နဲ့တည်းမကပဲနဲ့ပြင်းပြင်းထန်ထန်ဆွဲရတယ်ဆွဲအားပြင်းတဲ့အာယုံတွေပေါ့ဒါဆိုရင်အဲ့ဒီဆွဲအားပြင်းတဲ့အာယုံဆိုတာဘလို့အာယုံမျိုးတွေလဲလူလောကမှာရုပ်ပိုင်းဆိုင်ရာအစင်းအတန်အနံ့ရတာတွေ့ထိစရာလို့အာယုံ၅ပါးအဲ့ဒီအစင်းအတန်အနံ့ရတာတွေ့ထိစရာအာယုံ၅ပါးဟာစာရပြောတော့အာယုံလို့ပဲမိမိတို့သိကြတယ်။သဘာဝအနေနဲ့ဒီအာယုန်တွေဟာဘယ်ဟာတွေလဲလို့မေးရင်သစ်ပင်တောတောင်ရေမြေဆောက်ဦးလူပုဂ္ဂိုလ်တ attva အဲ့ဒါတွေတွေ့ရအဲ့ဒါအာယုန်ရုပ်တရားလို့လည်းခေါ်မယ်အာယုန်လို့လည်းခေါ်မယ်စာပေရပေါ့ပစ္စည်းရာဝတ္ထုတွေအနေနဲ့ဆိုရင်တော့သားသမီးတွေလည်းဖြစ်ချင်းဖြစ်နေမယ်မိဘတွေလည်းဖြစ်ချင်းဖြစ်နေမယ်လူတွေယောက်ျားမိန်းမပုဂ္ဂိုလ်တ attva တွေသစ်ပင်တောတောင်ရေမြေဆောက်ဦးတွေလည်းဖြစ်ချင်းဖြစ်နေအဲ့ဒီအာယုန်လို့ခေါ်ရတဲ့အခုပုဂ္ဂိုလ်တ attva တွေဆောက်ဦးသစ်ပင်တောတောင်ရေမြေတွေဟာရိုးရိုးရှိတယ်လို့ထူးခြားတာတွေလည်းရှိမကြီးကျယ်တာရှိတယ်လို့ကြီးကျယ်တာတွေလည်းရှိအဲ့တော့အဲ့ကြီးကျယ်တဲ့အာယုန်ဆိုတာပါဠိလိုပြောရင်ဘယ်လိုပြောရမလဲဆိုတော့အဓိပတိလို့ပြောတယ်ကြီးကျယ်တဲ့အာယုန်ဆိုကြပါစို့ကမ္ဘာပေါ်မှာထွင်ခြင်းတဲ့အခါကျတော့သူ့ထက်ကိုတာခြင်းတဲ့အခါကျတော့အဆောက်အဦအကြီးတွေဆောက်ကြအထက်100 200အစရှိသည်ဖြင့်အဲ့ဒီကြီးကျယ်တဲ့အဆောက်အဦတွေဆိုရင်လူတွေကအံ့ဩကြစိတ်ဝင်စားကြ
ရိုးရိုးသေးသေးကွေးကွေးကိုဒီလောက်စိတ်မဝင်စားပေမဲ့ဟိုကြီးကျယ်တဲ့အာယုကြီးနေဆိုရင်ပို့ပြီးစိတ်ဝင်စားကြနောက်တစ်ခါထူးဆန်းတဲ့ပစ္စည်းရာဝတ္ထုတွေရိုးရိုးဟာမျိုးမဟုတ်ပဲနဲ့ထူးခြားတဲ့ပစ္စည်းရာဝတ္ထုတွေဆိုရင်ပို့ပြီးစိတ်ဝင်စားစိတ်ကိုဆွဲဆောင်မှုပိုပြင်းထန်အဲ့တော့ဆွဲအားပြင်းတဲ့အရာဝတ္ထုတွေလို့ခေါ်မှာပေါ့လူချင်းလည်းဒီတိုင်းပဲရုပ်ရည်အလွန်အင်မတန်ချောမောလှပရင်သူတို့ဆွဲဆောင်အဲ့ဒီအာယုံဟာပြင်းထန်တဲ့ဆွဲအားပေါ့ဆွဲအားပြင်းတဲ့အာယုံပေါ့အစိုးရတွေအတန်ကောင်းကောင်းနဲ့တချင်းဆိုကြအတန်သိကောင်းရင်လူတွေစိတ်ဝင်စားတယ်ငွေကြေးကုန်ကြတွေအများကြီးပေးပြီးတော့အဲ့ဒီအတန်တွေနားထောင်ကြရိုးရိုးတာမန်အတန်တာမန်အာယုံမဟုတ်တော့ဘဲနဲ့သူဟာဆွဲအားပြင်းတဲ့အာယုံဖြစ်သွားအဲ့ဒါကိုပါဠိလိုပြောရင်အဓိပတိလို့ခေါ်တယ်အဓိပတိကဆွဲအားပြင်းတဲ့အာယုံပေါ့ဆွဲအားပြင်းတဲ့အာယုံတွေဟာကိုသိနေပါတယ်လူတွေသိနေကြတာမန်တဲ့ထူးပြီးတော့စိတ်ကအဲ့ဒီကိုပဲရောက်နေတယ်မကြည့်ရရင်မနေနိုင်ဘူးနားမထောင်ရရင်မနေနိုင်ဘူးတိတ်ကြည့်ချင်တာပဲတိတ်နားထောင်ချင်တာပဲဆိုရင်အဲ့ဒါပါဠိလိုအဓိပတိလို့ခေါ်တယ်အဓိပတိရဲ့မြန်မာလိုအဓိပ္ပာယ်ကဆက်ဆက်လာသမျှတို့ရဲ့အရှင်သခင်နဲ့အဒီနံပတိအဓိပတိအဒီနံဆက်ဆက်မှုတို့ရဲ့ပတိဆိုတာအရှင်သခင်သူနဲ့သွားဆက်ဆက်မိပြီဆိုရင်သူ့လက်အောက်ကိုရောက်သွားကြတာကြီးပဲဆိုကြပါစို့ခုနကောင်းတဲ့အာယုံနဲ့မိမိတို့စိတ်နဲ့သွားတွေ့ရင်စိတ်ကအဲ့ဒီမှာတန်းတန်းဆွဲအောင်ပါသွားတော့တာအဲ့ဒါစိတ်ကိုပြင်းပြင်းထန်ထန်ဆွဲပြီးတော့ဂယုဒီဇိုင်းနဲ့ဖြစ်စေရင်အဲ့ဒီအာယုံကိုအဓိပတိလို့ခေါ်တယ်သူနဲ့ဆက်ဆက်သမျှသူကအရှင်သခင်ဖြစ်သွားတယ်မိမိတို့ရုပ်ရှင်ဇာတ်လမ်းလေးတွေကောင်းကောင်းလေးတွေကြည့်ဘူးတဲ့သူတွေရှိမှအခန်းတွဲမကြည့်ရရင်မနေနိုင်အခန်းဆက်ပြတ်သွားမှာဆိုလို့ဖြစ်ပေါ်နေကြတာတွေရှိတယ်အဲ့ဒါအဲ့ဒီအာယုံကအဓိပတိခေါ်တယ်ဟိုမကြည့်ရရင်မနေနိုင်ဘူးစိတ်ကအဲ့ဒီမှာပဲရောက်အဲ့တော့သူကအရှင်သခင်ဆိုရင်မိမိတို့စိတ်ကကျွံပေါ့အဲ့ဒါဆိုရင်မိမိတို့စိတ်ကိုကျွံဖြစ်အောင်ပြုလုပ်တတ်တာပါဠိလိုဆိုရင်အဓိပတိအဲ့ဒီအဓိပတိဟာဘလို့အာယုံမျိုးတွေလဲဘလို့အာယုံမျိုးတွေလဲဆိုတော့လူတွေရဲ့စိတ်အပေါ်မူတည်ပြီးတော့အဓိပတိဖြစ်တဲ့အာယုံတွေကပြောင်းသွားကြမတူကြဘူးလူတွေမှာစိတ်ကမတူကြဘူးဒါမှလောဘကြီးတဲ့ဒါမှပုရုဇဉ်လူမျိုးရှိတယ်လို့လောဘနည်းတဲ့ဒါမှပုရုဇဉ်ပုဂ္ဂိုလ်တွေလည်းရှိကြတယ်နောက်တစ်ခါလောဘတွေဒေါသတွေမောဟတွေမရှိတော့တဲ့ဘုရားယဟန္တာလိုပုဂ္ဂိုလ်မျိုးတွေလည်းရှိကြတယ်အဲ့တော့တဦးနဲ့တဦးစိတ်ကမတူဘူးစိတ်မတူတော့သူတို့စိတ်ဝင်စားတဲ့အာယုန်တွေသူတို့စိတ်ကိုဆွဲဆောင်နေတဲ့အာယုန်တွေသူတို့စိတ်ကိုလွှမ်းမိုးနေတဲ့အဓိပတိအာယုန်တွေကလည်းမတူတော့ဘူးဒီအဓိပတိကြောင့်ဘုရားပြောချင်တဲ့အခါမှာလူတွေရဲ့စိတ်ကိုခွဲတယ်လူတွေစိတ်ကိုခွဲတဲ့အခါမှာစိတ်တွေကိုလွှမ်းမိုးနေတဲ့အာယုန်တွေဟာလောဘသမားအတွက်ကတစ်မျိုးတဲ့ကုသိုလ်သမားအတွက်ကတစ်မျိုးတဲ့ကရိယာသမားအတွက်ကတစ်မျိုးဆိုပြီးတော့အဲ့ဒါလိုခွဲပြထားခဲ့လောဘစိတ်ဖြစ်တဲ့သူတွေအတွက်သူတို့ကိုလွှမ်းမိုးတဲ့သူတို့နဲ့သက်ဆိုင်တဲ့ကြီးကျယ်တဲ့အာယုံကတစ်မျိုးကုသိုလ်သမားအတွက်သူတို့နဲ့သက်ဆိုင်တဲ့ကြီးကျယ်တဲ့အာယုံကတစ်မျိုးကရိယာသမားအတွက်သူတို့နဲ့သက်ဆိုင်တဲ့ကြီးကျယ်တဲ့အာယုံကတစ်မျိုးတဲ့အဲ့တော့အခြေခံမူအပြင်အဲ့ဒီစိတ်သုံးမျိုးကိုမူတည်ထားတော့မှဒီကြီးမားတဲ့ဆွဲအားပြင်းတဲ့အာယုံတွေအဲ့ဒါတွေနဲ့တွဲဆက်လို့ရလူတိုင်းအတွက်တော့အာယုံတိုင်းဟာဆွဲအားမပြင်းဘူးလူတိုင်းအတွက်တော့အာယုန်တိုင်းဟာဆွဲအားမပြင်းဘူးကုသိုလ်သမားအတွက်ဆွဲအားပြင်းတဲ့အာယုန်ကတတ်တတ်လောဘသမားအတွက်ဆွဲအားပြင်းတဲ့အာယုန်ကတတ်တတ်ကရိယာသမားအတွက်ဆွဲအားပြင်းတဲ့အာယုန်ကတတ်တတ်နောက်တစ်ခါဘလို့မှအာယုန်တွေလွှမ်းမိုးဆွဲဆောင်လို့မရတဲ့စိတ်ဖြစ်ပေါ်နေတဲ့သူတွေအတွက်ကတတ်တတ်ဆိုပြီးတော့အဲ့လိုပြအခုအာယုန်တွေကနေလွှမ်းမိုးချုပ်ကင်ခြင်းကိုခံရတဲ့စိတ်ဓာတ်ပိုင်ရှင်တွေဟာ၃မျိုးရှိတယ်ကုသိုလ်ရဲ့လောဘရဲ့ကရိယာရဲ့ကရိယာတော့ယဟန္တာပုဂ္ဂိုလ်တွေသူတို့ကတော့နဲတဲ့အတွက်သူတို့ကိုလွှမ်းမိုးနိုင်တဲ့အာယုံကနဲတဲ့အတွက်သူ့ကိုအရင်ရှင်းလိုက်တာကောင်းမယ်ကရိယာဆိုတဲ့မြင်ကာမြကြားကာမြထိကာမြတိကာမြအဲ့ဒီယဟန္တာပုဂ္ဂိုလ်များဟာသူတို့ကိုလွှမ်းမိုးနိုင်တဲ့အာယုံ၃မျိုးပဲရှိအရတ္တမဲ့ဆိုတဲ့စိတ်အရတ္တဖို့ဆိုတဲ့စိတ်နိဗ္ဗာန်ဆိုတဲ့ယုံနာမအလွတ်သဘောတရားအဲ့ဒီအာယုံ၃ခုပဲယဟန္တာပုဂ္ဂိုလ်တွေရဲ့စိတ်ကိုကြီးကျယ်စေနိုင်တယ်ပေါ့အကြီးအကျယ်စိတ်ဝင်စားစေနိုင်တယ်ဒီတော့ယဟန္တာပုဂ္ဂိုလ်တွေဟာအရတ္တမဲ့ဉာဏ်လို့ခေါ်တဲ့သူတို့ရထားတဲ့အတိဉာဏ်တစ်ခုရဲ့အရတ္တဖို့လို့ခေါ်တဲ့နိဗ္ဗာန်ကိုအာယုံပြုတဲ့စိတ်တစ်ခုရဲ့နိဗ္ဗာန်အာယုံရဲ့အဲ့ဒီ၃ခုကိုပဲဂရုစိုက်
အဲ့ဒီသုံးခုကပဲသူတို့စိတ်ကိုဆွဲဆောင်နိုင်လွှမ်းမိုးနိုင်ကြံတဲ့အရာတွေကမြင်တယ်သိတယ်ပြီးတယ်ကြားတယ်သိတယ်ပြီးတယ်အဲ့ဒါလောက်ပဲရှိဘာရုပ်ပိုင်းဆိုင်ရာမှယဟန္တာပုဂ္ဂိုလ်ကိုမလွှမ်းမိုးနိုင်ဘူးဘယ်လိုစိတ်ဓာတ်မျိုးကမှဘယ်လိုအကြောင်းတရားမျိုးကမှယဟန္တာပုဂ္ဂိုလ်ရဲ့စိတ်ကိုမလွှမ်းမိုးနိုင်ယဟန္တာပုဂ္ဂိုလ်ရဲ့စိတ်ကိုလွှမ်းမိုးနိုင်တာအရဟတမေအရဟတဖို့နိဗ္ဗာန်ဆိုတဲ့သုံးခုပဲအဲ့အရဟတမေအရဟတဖို့နိဗ္ဗာန်ကိုယဟန္တာပုဂ္ဂိုလ်များဟာဂယုစိုက်တတ်ပါတယ်ဒါပဲသူတို့ဂယုစိုက်တာကျန်တာတော့ဘယ်သူမှဂယုမစိုက်ဘူးရုပ်ပိုင်းဆိုင်ရာရောဉာဏ်ပိုင်းဆိုင်ရာရောကျန်တဲ့ဉာဏ်တွေဘလောက်ကောင်းကောင်းသူတို့ဂယုမစိုက်ကျန်တဲ့ရုပ်ဝတ္ထုတွေဘလောက်ကောင်းကောင်းဘလောက်ချောချောလှလှဆိုးဆိုးကောင်းကောင်းသူတို့ဂယုမစိုက်ကြအဲဒီတော့ဒါယန္တာပုဂ္ဂိုလ်တွေအတွက်ပြီးတော့နောက်တစ်ခါကုသိုလ်သမားတွေရှိကုသိုလ်စိတ်ဖြစ်နေတဲ့ပုဂ္ဂိုလ်ကုသိုလ်စိတ်ဆိုတာတော့မှကုသိုလ်က2မျိုးမဟာကုသိုလ်မှာခွဲရင်ဉာဏ်ပါတဲ့ကုသိုလ်သမားနဲ့ဉာဏ်မပါတဲ့ကုသိုလ်သမားဟေတုတော်ကပြောခဲ့တယ်အလှူတာလုံနေတာမောဟနဲ့အတွင်းအနုတ္တယဓာတ်ခံကမောဟဉာဏ်မပါဘဲနဲ့လှူနေတဲ့သူတွေရှိတယ်ဉာဏ်မပါဘဲနဲ့မေတ္တာထားတဲ့သူတွေရှိတယ်အဲ့ဒါကိုပါဠိလိုတွေးဟိတ်ခေါ်တာပေါ့အလောဘအဒေါသသို့တော့မောဟတော့ဖြစ်နေလူတွေကထင်တာကုသိုလ်ကောင်းမှုလုပ်ရင်မောဟမပါဘူးထင်ကြဒါပေမဲ့အတွင်းအနုတ္တယဓာတ်ခံအနေနဲ့မောဟကချဲလဲပြီးတော့အဲ့ဒီကုသိုလ်ကောင်းမှုမှာပါဝင်နေတာရှိအဲ့ဒါကိုတော့တွေးဟိတ်ပုဂ္ဂိုလ်လို့ခေါ်တယ်အဲ့တော့မဟာကုသိုလ်မှာတွေးဟိတ်လို့ခေါ်တဲ့စိတ်အဲ့ဒီတော့ဒီကုသိုလ်သမားတွေးဟိတ်ပဲဖြစ်ဖြစ်ဉာဏ်ပါတဲ့ကုသိုလ်သမားပဲဖြစ်ဖြစ်ဉာဏ်မပါတဲ့ကုသိုလ်သမားပဲဖြစ်ဖြစ်သူတို့ဘာကိုဂယုစိုက်ကြတယ်လဲကုသိုလ်သမားဘာကိုဂယုစိုက်တယ်လဲအဲ့ဒါကိုအဓိပတိပစ္စည်းမှာဘုရားကထုတ်ပြခဲ့တယ်ကုသိုလ်သမားကိုလွှမ်းမိုးနိုင်တာကုသိုလ်အာယုံပဲရှိတယ်တဲ့ပါဠိလိုပြောရင်တော့လောကီကုသိုလ်တတ္တရတ္တခေါ်တာပေါ့လောကီကုသိုလ်တတ္တရတ္တဆိုတာဒါနသီလဘာဝနာအဲ့ဒီလိုကိစ္စမျိုးတွေနောက်တစ်ခါဇန်တရားတွေအဲ့ဒါတွေပေါ့လူတန်းနေသီလတွေသမထဘာဝနာဝိပဿနာဘာဝနာတရားတွေပွားများအားထုတ်မှုတွေနောက်တစ်ခါဇံရမှုတွေအဲ့ဒီကုသိုလ်တွေဟာတဲ့ကုသိုလ်သမားရဲ့စိတ်ကိုလွှမ်းမိုးတယ်ကုသိုလ်သမားသည်ဘာစိတ်ဝင်စားလဲဘာကိုဂယုစိုက်လဲဆိုရင်ကုသိုလ်ကိုပဲစိတ်ဝင်စားတယ်ကုသိုလ်ကိုဂယုစိုက်တယ်ကျန်တဲ့အာယုန်တွေကိုတော့အာယုန်တော့ပြုတ်တယ်ဒါပေမဲ့ဂယုတစိုက်လေးလေးစားစားမရှိဘူးကျန်တဲ့အာယုန်တွေကကုသိုလ်သမားကိုမလွှမ်းမိုးနိုင်ဘူးအဲ့တော့ဒါနောက်ပိုင်းမှာအဓိပ္ပာယ်ကိုကျေပြန်ထပ်ရှင်းပြမယ်ဒီအဓိပတိပြောရတာခဲရင်တယ်လို့ပြောရမှာပဲစိတ်နဲ့သူတို့ကိုလွှမ်းမိုးနေတဲ့အာယုန်နဲ့တွဲဆက်ပြရတာအဲ့ဒါလေးမှမတွဲပြရင်ရောကုန်အောင်အဲဒီတော့အခုကုသိုလ်သမားဒီဘာကိုဂယုစိုက်လဲကုသိုလ်ကိုပဲဂယုစိုက်တယ်အဲ့ဒါလေးတစ်ချက်မှတ်ထားကုသိုလ်သမားကဉာဏ်ရှိရှိမရှိရှိရှိကုသိုလ်ကိုဂယုစိုက်တယ်လို့တွေ့ရတယ်ကုသိုလ်တွေဆိုတော့ဒါရင်မဲလားဆိုတော့မဟုတ်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်များအတွက်ကြတော့နော်ကုသိုလ်မှာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကုသိုလ်ဂယုစိုက်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်များကြတော့ကုသိုလ်လည်းဖြစ်တယ်ဉာဏ်လည်းရှိတဲ့ပုဂ္ဂိုလ်များကြတော့အဲ့ဒီကုသိုလ်လောကီကုသိုလ်တွေမကပဲနဲ့သောတာပတ္တိမဲ့လို့ခေါ်တဲ့အရဟတမေကုသိုလ်တဂရဂါမိမဲ့အနာဂါမိမဲ့လို့ခေါ်တဲ့အရဟတမေကုသိုလ်နောက်တစ်ခါဖို့စိတ်လို့ခေါ်တဲ့သူတို့ရဲ့ရထားတဲ့ဖို့စိတ်၃ခုနောက်တစ်ခုနိဗ္ဗာန်အဲ့ဒါကိုသူတို့ဂယုစိုက်တတ်ကြတယ်ကဲဒီတော့ကုသိုလ်မှာနှစ်ပိုင်းခွဲဉာဏ်မပါတဲ့ကုသိုလ်သမားကကုသိုလ်ကိုပဲဂယုစိုက်တယ်ဉာဏ်ပါတဲ့ကုသိုလ်ကကုသိုလ်တွေမကဖို့တွေရောနိဗ္ဗာန်ကိုဂယုစိုက်တယ်နိဗ္ဗာန်တို့ဖို့တို့အဲ့ဒီတရားတွေကအဲ့ဒီကုသိုလ်သမားရဲ့စိတ်ကိုလွှမ်းမိုးချုပ်ကင်နိုင်တယ်စိတ်ဝင်စားစေနိုင်တယ်တဲ့ကဲဒါတခုမှတ်ထားပါကဲဒီတော့အခုကုသိုလ်သမားဟာသူစိတ်ဝင်စားတဲ့သူဂယုစိုက်တဲ့အဓိကထားတဲ့သူတန်ဖိုးထားတဲ့အာယုံဟာအဓိကအဖြစ်ကုသိုလ်အာယုံပေါ့ဒီတဲ့မြင်ရင်တော့နိဗ္ဗာန်အာယုံပေါ့ဒီနှစ်ခုပဲရှိရုပ်ပိုင်းဆိုင်ရာတွေမပါဘူးအဲ့ဒါလည်းနည်းနည်းမှတ်ထားရမယ်ကုသိုလ်သမားကဘယ်ရုပ်ကိုမှဂယုမစိုက်ကောင်းတဲ့ရုပ်ပဲဖြစ်ဖြစ်ဆိုးတဲ့ရုပ်ပဲဖြစ်ဖြစ်ကောင်းတဲ့အတန်ကောင်းတဲ့မြင်ကွင်းကောင်းတဲ့အနံ့ကောင်းတဲ့အရာသာအဲ့ဒါတွေပေါ့ရုပ်တရားဆိုတာကောင်းမွန်တဲ့ထိတွေ့ရုပ်တရားတွေကုသိုလ်သမားကဂယုမစိုက်ဘူးဆိုတာဒါလေးကြိုပြီးတော့မှတ်ထားကဲဒါဆိုရင်နောက်ဆုံးတစ်ယောက်ကြံနေတယ်ဘယ်သူလဲဆိုတော့လောဘသမားလောဘသမားကဘာဂယုစိုက်တယ်လဲလောဘသမားကအကောင်းမှန်သမျှအကုန်ဂယုစိုက်တယ်ကောင်းမွန်တဲ့လှပတဲ့ရုပ်သာပေရပြောရင်တော့အိဋ္ဌဖြစ်တော့နိဗ္ဗာန်ယုတ်ထာရတ္တပေါ့နိဗ္ဗာန်ယုတ်ထာရတ္တဆိုတာလက်မဲ့မှာ၈ခုရတယ်သက်ရှိမှာ၁၈ခုရတယ်ဒါတွေကတရုပ်ခွဲနေရှုပ်အဲ့တော့ချောချောလှလှကောင်းကောင်းမွန်မွန်မွေးမွေးကြိုင်ကြိုင်ချိုချိုသားသား
အစင်းတွေအတန်တွေအနံ့တွေအရသာတွေနုနုညံ့ညံ့အတွေ့အထိတွေအဲ့ဒါအိဋ္ဌဆိုတာကောင်းတာပေါ့လူလားအပ်တာအဲ့ဒီရုပ်ပိုင်းဆိုင်ရာကောင်းတဲ့အာယုန်တွေကိုရုပ်ပိုင်းဆိုင်ရာကောင်းမွန်တဲ့အာယုန်တွေဟာဘယ်သူကိုလွှမ်းမိုးနိုင်တယ်လဲဆိုတော့လောဘသမားကိုလွှမ်းမိုးနိုင်ဒါတွေမဲလားဆိုတော့မဟုတ်ဘူးလောဘသမားကိုလွှမ်းမိုးနိုင်တဲ့ရုပ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအာယုန်တွေမကဘူးလောဘသမားကိုလွှမ်းမိုးနိုင်တာနာမ်ပိုင်းဆိုင်ရာမှာလည်းပဲလောဘစိတ်ချင်းချင်းလွှမ်းမိုးနိုင်ကုသိုလ်စိတ်ကလည်းလောဘသမားကိုလွှမ်းမိုးနိုင်ကဲဒီတော့ကုသိုလ်ဆိုတာလောကီကုသိုလ်ကိုပြောတာခုနဒါနသီလဘာဝနာသမထဝိပဿနာအဲ့ဒါလောက်ထိပေါ့လောကုတ္တရာဖြစ်တဲ့မေတ္တာဖို့တို့အဲ့ဒါတွေတော့မပါဘူးလောဘသမားလောဘကြီးတဲ့ပုဂ္ဂိုလ်ကိုလောဘသမားလောဘကြီးတဲ့ပုဂ္ဂိုလ်ဘာစိတ်ဝင်စားလဲရုပ်ပိုင်းဆိုင်ရာအကောင်းမှန်သမျှအကုန်စိတ်ဝင်စားတယ်ဂယုစိုက်ကုသိုလ်ကိုလည်းဂယုစိုက်ကုသိုလ်ကိုလည်းဂယုစိုက်တယ်သူကဒါနသီလစရှိတဲ့လောကီကုသိုလ်တွေကိုအလွန်တရာမှဂယုစိုက်ဘာတူလဲလို့မေးရင်လောဘသမားကုသိုလ်သမားကြတော့ရုပ်ပိုင်းဆိုင်ရာတွေဂယုမစိုက်ဘူးကုသိုလ်ချင်းချင်းဂယုစိုက်ကုသိုလ်သမားအတွက်ကုသိုလ်အာယုံဟာကြီးကျယ်တယ်လောဘသမားအတွက်ရုပ်အာယုံတွေဟာကြီးကျယ်တယ်ကုသိုလ်အာယုံဟာလည်းကြီးကျယ်တယ်အဲ့ဒါလို့စိတ်နဲ့အာယုံနဲ့အနှဲငယ်တော့နည်းနည်းလေးတွဲထားဘာပြောချင်တာလဲဆိုတော့ဒီဂယုစိုက်ခံရတဲ့အာယုံတွေကိုသိတော့မှဂယုစိုက်တတ်တဲ့စိတ်တွေကိုသိတော့မှဘာကိုမှဂယုမစိုက်ဖဲနဲ့ဖြစ်ပေါ်နေတဲ့သဘာဝကိုလည်းနားလည်လေအဲ့တော့စိတ်တွေကိုလွှမ်းမိုးချုပ်ချယ်နိုင်တဲ့အာယုန်တွေဟာဘယ်စိတ်သမားတွေကိုလွှမ်းမိုးချုပ်ချယ်နိုင်လဲဆိုရင်လောဘစိတ်ကုသိုလ်စိတ်ကရိယာစိတ်လောဘသမားကုသိုလ်သမားကရိယာသမားအဲ့ဒါတော့ဒီထဲမှာမပါတာဘာတွေတွေ့ရလဲဆိုတော့ဒေါသသမားတွေမောဟသမားတွေမပါဘူးဒေါသကြီးတဲ့ပုဂ္ဂိုလ်အတိညာတုံပြီးထုံထိုင်းပြင်းအာနနေတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်တွေရဲ့စိတ်ကိုဘယ်အာယုန်ကလွှမ်းမိုးချုပ်ကင်နိုင်တယ်လဲအဲ့ဒီပုဂ္ဂိုလ်တွေဘယ်အာယုန်ကိုစိတ်ဝင်စားတယ်လဲဆိုတာအဲ့ဒီနေရာမှာဘုရားကသိသေးခြင်းတော့ဒေါသသမားကိုလွှမ်းမိုးချုပ်ကင်နိုင်တဲ့အာယုံဟာမရှိဘူးတဲ့အတိညာတုံးတဲ့ပုဂ္ဂိုလ်ကိုလည်းပဲလွှမ်းမိုးချုပ်ကင်နိုင်တဲ့အာယုံမရှိဘူးတဲ့ဒီတော့ဒေါသသမားမောဟသမားအတွက်အဓိပတိမရှိဘူးလို့ခေါ်တာအဓိပတိကဘသူတွေအတွက်ရှိလဲလောဘသမားတွေအတွက်ရှိတယ်ကုသိုလ်သမားတွေအတွက်ရှိတယ်ကရိယာသမားတွေအတွက်ရှိတယ်ဘယ်ပုဂ္ဂိုလ်တွေအတွက်အဓိပတိမရှိဘူးလဲလို့မေးရင်ဘသူကိုဗိုလ်ကြလို့မရဘူးလဲလို့မေးရင်ဒေါသထွက်နေတဲ့ဒေါသသမားနဲ့အတိညာတုံးနေတဲ့မောဟသမားကိုတော့သွားပြီးလွန်မို့ချုပ်ကင်လို့မရဘူးတဲ့ဒီအကြောင်းတရားတော်တော်သိတဲ့တယ်ဘာဖြစ်လို့သိတဲ့တယ်လဲဆိုရင်လောကရေးရာနဲ့လည်းဆက်ဆက်နေလို့လောကရေးရာမှာအလွန်အသုံးတဲ့တာဒီအဓိပတိယလောကီမှာကြီးမားတဲ့အဆောက်အဦကြီးတွေဘာကြောင့်ဖြစ်တယ်လဲအဓိပတိကြောင့်ဖြစ်တယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဘာဖြစ်လို့ပေါ်လာလဲဒီအဓိပတိကြောင့်ဖြစ်တာအဲ့တော့အဓိပတိဖြစ်လာပြီဟဲ့ဆိုရင်ဘယ်အရာကမှသူတို့ကိုတားလို့မရတော့တေချာဘောက်ကိုဖြစ်ပေါ်ခွင့်ရကြဒါကြောင့်တားမရစီးမရသဘောတရားများလို့အဲ့ဒါလိုလဲဦးဇင်းတို့မြင်ရခုနတော့အာယုန်နေနဲ့ပြောရင်ဆွဲအားပြင်းတဲ့အာယုန်နေသူတို့ဆွဲလိုက်ပြီဆိုမပါဘဲမနေတော့တိတ်ဂယုစိုက်ရတဲ့အာယုန်နေဆွဲအားပြင်းတဲ့အာယုန်ကိုအဓိပတိလို့ပြောသလိုအဲ့ဒီလိုကြီးကျယ်တဲ့အာယုန်တွေဖြစ်ပေါ်လာဖို့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပေါ်လာဖို့ဒီအကြောင်းတရားတွေကနေထုတ်ပေါ်ပေးတယ်ဒါကြောင့်မလို့ဒီအကြောင်းတရားတွေဖြစ်လာပြီဆိုရင်မပြီးတဲ့ကိစ္စမရှိဘူးမအောင်မြင်တဲ့ကိစ္စမရှိဘူးဒါကြောင့်သူတို့ကိုတားမရစီးမရတားဆီးလို့ဟန့်တားလို့မရနိုင်တဲ့အကြောင်းတရားတွေဒါတော်အရေးကြီးတာပေါ့လောကမှာလူတွေအောင်မြင်ခြင်းကြတယ်အောင်မြင်ခြင်းရင်ဒီအကြောင်းတရားတွေရှိလို့ရှိရတယ်အဆင့်အတန်းမြင့်ခြင်းကြတယ်အဆင့်အတန်းမြင့်မယ်မြင့်ခြင်းတယ်ဆိုရင်ဒီအကြောင်းတရားတွေရှိလို့ရှိရတယ်အဲ့ဒါကိုပထမအဓိပတိလို့သုံးတယ်အဘိဓမ္မာမှာတော့အိဋ္ဌိပတ်ဆိုပြီးတော့သုံးထားတာတွေ့ရတယ်။ပါဠိလိုအိဋ္ဌိပါဒမြန်မာလိုပြည်စည်းစေတဲ့အကြောင်းတဲ့ကိစ္စတွေကိုပြည်စည်းစေတဲ့အကြောင်းမိမိတို့မှာဘာကိစ္စရှိလဲပြည်စည်းစေခြင်းရင်ဒီအကြောင်းတွေကိုအရင်ခံရတဲ့အိဋ္ဌိပါဒလို့သုံးတယ်ကိစ္စပြည်စေနိုင်တဲ့အကြောင်းတွေဓမ္မကတော့အဓိပတိဆိုတဲ့ဆက်ဆက်လာသမျှတို့ရဲ့အရှင်သခင်ပဲသူနဲ့သွားဆက်ဆက်လို့ကတော့သူ့လက်အောက်အကုန်ရောက်သွားမယ်သဘောတရားတွေတဲ့အဲဒီတော့အခုကမ္ဘာပေါ်မှာအံ့ဩပနံဖြစ်နေတဲ့အစာအုပ်တွေတစ်ပင်တော်တောင်ရင်မြေတွေဘာကြောင့်ဖြစ်ပေါ်လာတယ်လဲဒီလိုရုပ်ဝတ္ထုတွေဒီအဓိပတိတရားတွေကြောင့်ဖြစ်ပေါ်လာတာကြီးကျယ်နိုင်သမျှကြီးကျယ်ဆန်းကျယ်နိုင်သမျှဆန်းကျယ်အဲ့ဒါတွေမှန်သမျှဒီအဓိပတိကြောင့်ဖြစ်ပေါ်လာတာမြင့်မြတ်နိုင်သမျှမြင့်မြတ်အမြင့်ဆုံးအမြတ်ဆုံးအထွတ်ထိပ်သို့ရောက်သွားတဲ့ပုဂ္ဂိုလ်တွေဘာအကြောင်းရင်းခံလို့ဘာအကြောင်းကြောင့်ရောက်တယ်လဲဒီအကြောင်းတွေကြောင့်ရောက်တာတဲ့
ះဘာဖြစ်လို့ဖះဖြစ်လဲအဲ့ဒီအဓိပတိသူစီမှာရှိလို့ဖះဖြစ်တာဆရာဝန်ကြီးတွေအင်ဂျင်နီယာကြီးတွေပညာတတ်ပညာတော်ကြီးတွေဘာဖြစ်လို့ဖြစ်လဲဒီအဓိပတိတရားရှိလို့ဖြစ်တာကြီးမားတဲ့အဆောက်အဦတွေလေမြန်တွေကောင်းကင်တွေပြန်နေတယ်နော်ထူးခြားဆန်းကျက်အံ့ဩဖွယ်ရာတွေဘာဖြစ်လို့ဖြစ်ပေါ်လာတယ်လဲဒီအဓိပတိကြောင့်ဖြစ်ပေါ်လာတာကဲအဲ့တော့အဲ့ဒီအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာသလိုအဲ့ဒီလိုကြီးကျယ်မှုခန္ဓာမှုကိုလည်းလူတွေကစိတ်ဝင်စားကြခန္ဓာမှုကြီးကျယ်မှုတွေကလူတွေရဲ့စိတ်ကိုဆွဲအားပြင်းပြင်းနဲ့ဆွဲဆောင်ကြရိုးရိုးအိမ်လေးကိုမကြည့်ပဲနဲ့နေနိုင်ပေမဲ့အထက်100 200ဆောက်ထားရင်ကြည့်ချင်ကြတာကြီးပဲနော်ကဘာမှာဒီတိုင်းပဲလှည့်ပတ်ပြီးကြည့်နေကြတာဟိုနိုင်ငံဒီနိုင်ငံလားဒီနိုင်ငံဟိုနိုင်ငံသွားဆိုတာအဲ့ဒါလို့ကြည့်အောင်လည်းပဲသူတို့ကခန်းခန်းနာနာဖြစ်အောင်ဖန်တီးထားတယ်ကဲဒီတော့ဒါရေးတေးတေးတော့နည်းနည်းသဘောပေါက်ပြီအတိအကျမဟုတ်သေးဘူးခုနကတော့ပြောခဲ့တယ်ဆွဲဆောင်လို့မရတဲ့ပုံကိုယ်တွေရှိအာယုန်တွေကလွန်မိုးချုပ်ကင်လို့မရတဲ့ပုံကိုယ်ရှိဘယ်သူတွေလဲဆိုတော့ဒေါသကြီးတဲ့သူနဲ့အတိညာတုံးတဲ့သူဒေါသသမားမောဟသမားကိုဘယ်အာယုန်ကမှအကောင်းပြအဆိုးပြသူတို့ကအကောင်းမထင်ကြဘူးတဲ့အကောင်းမထင်တဲ့အခါကျတော့သူတို့ကိုချုပ်ကင်လို့မရတော့အကောင်းအဆိုးကိုမသိတဲ့သူတွေဆိုပြီးတော့အဲ့ဒီမှာပေါ်လာအကောင်းဆုံးကိုမသိတဲ့သူဘယ်သူလဲဒေါသကြီးတဲ့သူနဲ့အတိညာတုံးတဲ့သူဒေါသသမားမောဟသမားသူတို့ကိုဘယ်အာယုံကမှဆွဲဆောင်လို့မရဘူးလွန်မိုးချုပ်ကင်လို့မရဘူးကဲဒီတော့ဒေါသသမားကအစင်းလှလေးဘလောက်ပြအဲ့ဒီအစင်းသူဖြည့်စီပလိုက်လေအတန်ဘလောက်ကောင်းကောင်းနဲ့ပြောအဲ့ဒီအတန်ကိုသူတို့စန့်ကျင်ကြလေကျန်တဲ့အနံ့တွေအတွေ့အထိတွေအရသာတွေအကုန်လုံးဖြည့်စီပလိုက်လေဂယုမဆိုင်ဘူးရုပ်ပိုင်းဆိုင်ရာအကောင်းကိုလည်းဂယုမဆိုင်ဘူးအဆိုးကိုလည်းဂယုမဆိုင်နာမ်ပိုင်းဆိုင်ရာကြတော့ဘောတဲ့နာမ်ပိုင်းဆိုင်ရာဆိုလည်းပဲဘယ်အတိညာပဲဖြစ်ဖြစ်ဘယ်တရားသဘောမျိုးပဲဖြစ်ဖြစ်သူတို့ဂယုမဆိုင်ကြဘယ်လိုလဲဆိုရင်ဒေါသသမားဒေါသထွက်နေတဲ့ပုဂ္ဂိုလ်ကသူဂယုဆိုင်တဲ့အာယုန်တွေမရှိတော့ပုဂ္ဂိုလ်ရေးရပြောရင်သူဂယုဆိုင်တဲ့ပုဂ္ဂိုလ်လည်းမရှိတော့ဘုရားလည်းဂယုမဆိုင်တရားလည်းဂယုမဆိုင်တန်ခါလည်းဂယုမဆိုင်ပစ္စည်းဝတ္ထုတွေလည်းဂယုမဆိုင်စိတ်ဆိုးလာပြီးဆိုပစ္စည်းတွေလည်းအကုန်ဖျက်ဆီးလိုက်ဘလောက်ကောင်းတဲ့ပစ္စည်းပဲဖြစ်ဖြစ်အခုကဘာပေါ်မှာရှိနေတာပဲအဆောက်အဦတွေကြီးတွေဆောက်ထားစိတ်ဆိုးလာပြီးဆိုဒုံးကြီးနဲ့ပစ်လိုက်ပြိုကျသွားတာဘာတန်ဖိုးထားလို့ထားကောင်းမှလည်းမသိနှမျောလို့နှမျောကောနှမျောမှလည်းမသိအကောင်းမှလည်းမသိအဆိုးမှလည်းမသိဘယ်သူတွေလဲဒေါသသမားတွေဒီတော့ဒေါသသမားကိုသွားပြီးတော့ချုပ်ကင်နိုင်တဲ့အာယုံကမရှိဒေါသသမားဘယ်သူမှဂရုမစိုက်ဘူးဒါကြောင့်ဒေါသနဲ့ပတ်သက်လို့အဓိပတိမရှိဘူးဆိုပြီးဘုရားကထုတ်ပြခဲ့ကဲအဲ့တော့ကိုယ့်အတွက်ဘာအသုံးတဲ့တယ်လဲဒီဟာကိုယ့်အတွက်အသုံးတဲ့ဖို့လည်းအရေးကြီးသေးတယ်ဒါသိရတော့ကဲဒီဟာသိရတာဘာအသုံးတဲ့တယ်လဲဆိုရင်မိမိတို့သတိထားလေဒေါသသမားဒီဘယ်သူမှဂရုမစိုက်ဘူးဆိုရင်သူများကိုဒေါသထွက်အောင်သွားမလုပ်နဲ့သူများကိုဒေါသထွက်အောင်သွားလုပ်ရင်အဲ့ဒီပုဂ္ဂိုလ်ကကိုယ့်ကိုဂရုစိုက်မှာမဟုတ်တော့ဒေါသထွက်အောင်မလုံးမိစေနဲ့ဒေါသထွက်ပြီဆိုရင်ဂရုမစိုက်တော့နောက်တစ်ခါကိုယ်တိုင်ဒေါသထွက်နေရင်ကိုယ်တိုင်ဒေါသထွက်နေရင်လေသူများကကိုယ့်ကိုဂရုမစိုက်ကိုကယာဓုဘလောက်ကြီးပစ္စည်းဘလောက်ပေါ်ပညာဘလောက်တတ်ဒေါသကြီးတဲ့သူဆိုရင်လူတွေကမယိုသေးကြဘူးမလေးစားကြဘူးဂရုမစိုက်ကြဘူးအဲ့ဒါလေးမိမိတို့အတွက်မှတ်ထားမိမိတို့မှာဘာပဲရှိဘလို့အခြေအနေမျိုးပဲရောက်ကိုကဒေါသကြီးတဲ့သူဆိုရင်ဒေါသထွက်နေတဲ့သူဆိုရင်လူတွေကမလေးစားကြဘူးဂရုမစိုက်ကြဘူးအဲ့ဒါဒေါသနဲ့ပတ်သက်တဲ့ဆက်နွယ်မှုပဲဒေါသကကိုယ်တိုင်ဒေါသထွက်နေရင်ကိုဘာကောင်ဖြစ်သူများကိုဂရုမစိုက်ဘူးကိုမလေးစားဘူးကိုကခုဆိုရပါစို့ယာတုအဆင့်တန်းမြင့်တဲ့ပုဂ္ဂိုလ်ဒေါသအလွန်ကြီးလို့ရှိရင်ကိုရှေ့မှာမပြောရဲရင်ဒါနေရမယ်စိတ်ထဲရတော့ဘယ်သူမှကိုဂရုမစိုက်ကြဘူးအဲ့ဒါတော့မြင်မှတ်တာအလကားကောင်လကားစိတ်ကောင်းရှိတာမှမဟုတ်ပဲဆိုပြီးတော့နောက်ထူးဆန်းတာလေးနောက်တော့မှပြောပြနော်အခုအဲ့ဒေါသနဲ့ပတ်သက်ပြီးတေချာမှတ်တာဒေါသထွက်နေရင်ကိုကဘလောက်အဆင့်တန်းမြင့်ဘယ်သူမှကိုအလေးကရုမပြုဘူးဂရုမစိုက်နောက်တစ်ချက်သူများကိုဒေါသဖြစ်အောင်လည်းသွားမလုပ်နဲ့ဒေါသဖြစ်အောင်လုပ်ရင်ကိုသူတို့ကဂရုစိုက်မှာမဟုတ်တော့အဲ့ဒါဒေါသသမားမောဟလည်းဒုနိတူသွားပဲမောဟဆိုတာကောင်းမှမသိဆိုးမှမသိမတုံးအဲ့တော့တုံးအပြင်းနှနေတဲ့ပုဂ္ဂိုလ်ကိုအကောင်းလေးသွားပြကြည့်။ तू ကကြက်ရကောင်းမလားမကြက်ရကောင်းမလားတွေးဝေနေတာနဲ့အချိန်ကုန်သွားတယ်။ तू မဆုံးဖြတ်နိုင်။အကောင်းဆိုရလို့မဆုံးဖြတ်နိုင်တော့ကောင်းတဲ့အာယုံကသူ့ကိုသွားပြီးတော့ကောင်းတဲ့အစဉ်ကောင်းတဲ့အတန်ကောင်းတဲ့အနံ့အရသာဒါသွားပြလည်းပဲ तू ကထုံပေပေကြီး။အဲ့တော့ဒီပြင်စိတ်တွေကဒီပြင်ကုသိုလ်စိတ်တွေကကုသိုလ်စိတ်တွေကလည်းပဲဒီအတိညာတုံးတဲ့သူဟာ
အတိညာတုံးတဲ့သူကိုကုသိုလ်စိတ်ကလည်းမဆွဲဆောင်နိုင်ကုသိုလ်တရားတွေကလည်းမဆွဲဆောင်နိုင်သူကညာတုံးနေတော့ကုသိုလ်လည်းလောက်ရကောင်းမှလေးလေးနက်နက်လောက်ရကောင်းမှမသိဘူးဒါကြောင့်မလို့အတိညာတုံးတဲ့ပုဂ္ဂိုလ်ဟာအလှပလည်းမခံစားနိုင်ဘူးကောင်းမှုကုသိုလ်ကိုလည်းကောင်းကောင်းမွန်မွန်မပြုလုပ်နိုင်ဒီအတွက်မောဟသမကိုလွှမ်းမိုးနိုင်တဲ့အဓိပတိအာယုံမရှိဘူးဆိုပြီးဘုရားကထောက်ပြခဲ့တယ်အဲ့တော့လောကကြီးမှာအဲ့ဒါလေးလည်းပဲမိမိတို့အတွက်ကိုဆင်ခြင်ကြည့်တဲ့အခါတွေ့ရလိမ့်မယ်ကိုဟာကောင်းတာကိုကောင်းတယ်လို့အတိမမပြုတ်နိုင်ရင်ကိုညံတုံးနေလို့ကုသိုလ်ကိုဂယုမဆိုင်နိုင်ဘူးဆိုရင်ကိုညံတုံးနေလို့ဆိုတာအဲ့ဒါကိုတွေ့ရတယ်ခုနဒေါသသမားရတော့မတူဘူးပေါ့ဒေါသသမားကတော့ဒေါသထွက်နေရင်တန်ဖိုးမရှိတော့ဒေါသထွက်အောင်လုပ်ရင်လည်းပဲကိုဂယုမဆိုင်တော့အခုမောဟသမားကြတော့ကိုကဘလောက်တန်ဖိုးရှိသူကအတိညာတုံးနေရင်ကိုတန်ဖိုးကိုသူနားမလဲကုသိုလ်တရားကဘလောက်ကောင်းသူကအတိညာတုံးနေတဲ့အတွက်ကုသိုလ်ကိုသူနားမလဲရုပ်ပိုင်းဆိုင်ရာဘလောက်ချောအတန်တွေဘလောက်ကောင်းနှံ့တွေဘလောက်မွေအတိညာတုံးနေတဲ့သူကအဲ့ဒီအလှပကိုမခံစားနိုင်အဲဒီတော့ဒါဟာဒေါသနဲ့မောဟသမားတွေအတွက်ဒေါသအာကြီးတဲ့သူနဲ့မောဟအာကြီးတဲ့သူအတွက်သူတို့ကိုချုပ်ကင်နိုင်တဲ့သူတို့နဲ့ပတ်သက်တဲ့ကြီးကျယ်တဲ့အာယုံမရှိဘူးဆိုတာကိုဒါပြောပြခဲ့ကဲဒါဆိုရင်တစ်ဖက်ကပြန်ကြည့်တော့ဆိုင်ရာအသီးသီးပုဂ္ဂိုလ်တွေမှာကြီးကျယ်တဲ့အာယုံတွေရှိကြတယ်လောဘသမားအတွက်ရုပ်ကောင်းတွေကအဲဒီလောဘသမားစိတ်ကိုဆွဲဆောင်တယ်ချုပ်ကင်နိုင်တယ်လွှမ်းမိုးနိုင်တယ်နောက်တစ်ခါကုသိုလ်တရားကလည်းလောဘသမားရဲ့စိတ်ကိုချုပ်ကင်တယ်လွှမ်းမိုးနိုင်တယ်ဒါကလောဘကုသိုလ်သမားအတွက်ကြတော့ကုသိုလ်တရားတည်တာလျင်သူတို့အတွက်ကြီးကျယ်တယ်ကျန်တဲ့တရားတွေကမကြီးကျယ်ဘူးကရိယာဆိုတဲ့ယဟန္တာပုဂ္ဂိုလ်တွေအတွက်ကတော့ကုသိုလ်ကလည်းမကြီးကျယ်ဘူးရုပ်ပိုင်းဆိုင်ရာတွေကလည်းမကြီးကျယ်ဘူးအရတ္တမေစိတ်ရဲ့ရတ္တဘုစိတ်ရဲ့နိဗ္ဗာန်အာယုံရဲ့ဒီလောက်ပဲသူတို့အတွက်ကြီးကျယ်ခမ်းနားတော့တယ်တဲ့ဒါကြောင့်ယဟန္တာအတွက်ကသိပြောစရာမရှိဘူးကုသိုလ်သမားအတွက်ပြောမယ်ဆိုရင်ကုသိုလ်သမားဟာရုပ်ပိုင်းဆိုင်ရာကောင်းကိုလည်းပဲသူမကြိုက်ပါဘူးမသိလို့မဟုတ်ဘူးသိတယ်သိပေမဲ့မကြိုက်အတန်ကောင်းကိုလည်းသူမကြိုက်ပါဘူးအနံ့ကောင်းအရသာကောင်းတွေ့ထီကောင်းအဲ့ဒါတွေအားလုံးကိုသူကတာမန်အားဖြင့်ပဲသူတကယ်ဂယုစိုက်တာကလေးစားဂယုစိုက်တာကဘယ်တရားလဲကုသိုလ်တရားပဲဒါဆိုရင်ကုသိုလ်စိတ်ဖြစ်နေတဲ့သူတွေဒီရုပ်ပိုင်းဆိုင်ရာတွေကိုဂယုမစိုက်ဘူးအဲ့ဒါလေးလိုရင်းချက်လေးပြောခြင်းတော့လိုရင်းချက်ကသဘောတရားမှာဘယ်လိုရောက်လာလဲဆိုတော့အခုဆိုကြပါစို့ဒီအနီးနားမှာရွှေတကုံဇေဒီတော်ကြီးရှိရွှေတကုံဇေဒီတော်ကြီးကိုအားစိတ်နှကံတော်၎င်းမကံတော်၎င်းတက်ပြီးတော့မိမိတို့ပန်းရေချမ်းစီမီတစ်တီတွေနဲ့ပူဇော်နေကြတာတွေရှိအဲ့လိုပူဇော်တဲ့အခါမှာဘာအာယုံပြုတယ်လဲလို့မေးရင်ဒီဇေဒီဆင်းတုအစင်းကိုအာယုံပြုတာပေါ့နော်ဘုရားမှာရွှေရောင်ထိန်ထိန်ဝင်းဝင်းနဲ့အစင်းရှိအဲ့ဒီအစင်းကိုအာယုံပြုကြစိတ်တွေကြည်နူးကြရွှေတကုံဘုရားကိုဘာဖြစ်လို့ဂယုစိုက်လဲရွှေရှိလို့ဂယုစိုက်ကြတာများတယ်နော်အဆောင်တွေရောတက်ပြီးကြည်ညိုတဲ့သူတွေရောဘာဖြစ်လို့ဂယုစိုက်လဲရွှေရှိလို့ဂယုစိုက်တာရွှေကဘာပြလဲအယောင်အစင်းပဲပြရုပ်တရားဒါဆိုရင်အဲ့ဒီရုပ်တရားကိုဂယုစိုက်နေတဲ့သူတွေဟာကုသိုလ်သမားလားလို့မေးရင်ကုသိုလ်သမားမဟုတ်ဘူးလို့ဖြေခြင်းလို့ပဋ္ဌာန်းဒေသနာတော်ကအဲ့လိုပြတယ်အဲ့ဒါကုသိုလ်သမားမဟုတ်ဘူးတဲ့ရွှေတကုံဘုရားကအစင်းကရွှေနဲ့ဟိုးရွှေဆိုင်တွေကရွှေနဲ့အတူတူပဲအယောင်ချင်းအတူတူပဲဒီကဘုရားဆိုပြီးအမီလေးတတ်ထားလို့တာဟိုဘက်ကဆိုင်ရလို့တာအမီတတ်ထားလို့အယောင်ချင်းကတော့အတူတူပဲအဘိဓမ္မာသဘောတရားမှာအဲ့တော့ဒီအယောင်ဟာလူစိတ်ကိုနှစ်သက်စေတယ်ဆိုရင်ကြည်နူးစေတယ်ဆိုရင်ဒီအယောင်ဆင်းကိုအာယုံပြုတ်ပြီးတော့ဂယုစိုက်ပြီးတော့လေးစားကြည်ညိုပူဇော်ကော်ရော်ပြီးတော့စူးစမ်းနေကြတဲ့သူတွေဟာဘာစိတ်ထားလဲလို့မေးရင်အဲ့ဒါကုသိုလ်စိတ်မဟုတ်တာတော့သိကြတယ်တဲ့ကုသိုလ်စိတ်မဟုတ်ဘူးတဲ့ကုသိုလ်သမားဒီကုသိုလ်ကိုပဲဂယုစိုက်ပါတယ်ကျန်တဲ့ရုပ်ပိုင်းဆိုင်ရာတွေဘာမှဂယုမစိုက်ဘူးရုပ်ပိုင်းဆိုင်ရာကိုဂယုစိုက်မိမယ်ဆိုရင်ဘာသမားတဲ့ရောက်သွားလဲဆိုတော့လောဘသမားတဲ့ရောက်သွားတယ်တဲ့အဲ့ဒါအဘိဓမ္မာဒေသနာတော်ဒီပဋ္ဌာန်းဒေသနာတော်အဓိပတိပစ္စည်းကနေပြတယ်လောဘသမားကိုပဲရုပ်ကဖျားယောင်းနိုင်တယ်လွှမ်းမိုးနိုင်တယ်ချုပ်ကင်နိုင်တယ်ကုသိုလ်သမားဟာရုပ်ဘလောက်ကောင်းကုသိုလ်စိတ်ဖြစ်နေရင်အဲ့ဒီရုပ်ကိုဂယုမစိုက်တော့ဘူးရုပ်ကိုဂယုစိုက်ရင်ကုသိုလ်စိတ်ဖြစ်နေတာမဟုတ်ဘူးတဲ့အဲ့ဒီလိုပြတယ်ဟုတ်သလားမဟုတ်ဘူးလားဆိုတာတော့အဘိဓမ္မာဒေသနာတော်ကဘယ်လူမှမျက်နှာမလိုက်တော့ကိုယ့်ဘာသာကိုပဲအဲ့ဒီသဘောတရားကိုလက်တွေ့စမ်းသပ်ကြည့်အဲဒီတော့ကုသိုလ်သမားဟာရိုးသားတယ်လို့ပြောလို့ရကုသိုလ်သမားကိုသွားပြီးဆွဲဆောင်လို့မရဘူးအစာကောင်းကောင်းလေးကျွေးပြီးတော့သူတို့ကိုသဘောကျအောင်လုပ်လို့မရ
အနံ့ကောင်းကောင်းလေးပေးပြီးသဘောကျအောင်လုပ်လို့လည်းမရပုံစံလှလှလေးပြပြီးတော့သဘောကျအောင်ပြုလုပ်လို့မရဘူးအတွေ့အထိကောင်းကောင်းနဲ့သွားပြီးဆွဲဆောင်လို့မရကုသိုလ်သမားကိုလွှမ်းမိုးနိုင်တာဘယ်ရလဲကုသိုလ်တရားကပဲလွှမ်းမိုးနိုင်တယ်တဲ့ကုသိုလ်တရားကိုပဲသူတို့ကဂရုစိုက်ကြတယ်တကယ်ကုသိုလ်စိတ်မှန်ရင်တကယ်ကောင်းတဲ့စိတ်မှန်ရင်ကောင်းတဲ့ကုသိုလ်ကိုပဲသူတို့ဂရုစိုက်ကြတယ်မကောင်းမှုကိုသူတို့ဝင်လို့မရဘူးလေမကောင်းအခုအာယုန်နေဆိုတဲ့နော်ရုပ်ပိုင်းဆိုင်ရာအာယုန်နေနာမ်ပိုင်းဆိုင်ရာမှာလည်းပဲကြံတဲ့မကောင်းတဲ့စိတ်တွေဝင်ခွင့်မရကြဘူးမသိဘူးလားဆိုတော့သူတို့သိတယ်သိုံပဲသိတာတဲ့ဂရုမစိုက်ကြဘူးအဲ့ဒီလိုပြထားတယ်ကဲဒီတော့ရုပ်ပိုင်းဆိုင်ရာကိုအလေးမထားတန်ဖိုးမထားတာကုသိုလ်သမားတွေကလည်းအလေးမထားဘူးယဟန္တာပုဂ္ဂိုလ်တွေကလည်းအလေးမထားဘူးပြီးတော့ရုပ်ပိုင်းဆိုင်ရာကိုအလေးထားနေပြီဆိုရင်ကုသိုလ်သမားလည်းမဟုတ်ဘူးယဟန္တာကတော့ဝေးပြီးထားလိုက်တော့ဒါဆိုရင်ဘာသမားဖြစ်မလဲလောဘသမားကဲဒီတော့တန်ဖိုးထားမှုပြဿနာဆိုတာရုပ်ပိုင်းဆိုင်ရာတန်ဖိုးထားမှုပြဿနာဆိုတာဒီအဓိပတိကနေဖြေရှင်းပေးတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့အချိန်တုန်းကလည်းပြောခဲ့ဘူးတယ်ပွဲမှာနော်ညွန့်ဝင်းတို့ကတဲ့ပွဲမှာဘွားကြီးတယောက်ကရှေ့တန်းကနေပြီးတော့ဖြာကတရားပေးပြီးကြည့်အဲ့ခေတ်ကတရားအခုခေတ်1000လောက်ထားပါတော့တန်တယ်သမီးရဲ့ဒီရုပ်ကြီးကိုတန်တယ်ဆိုတာဘာသမားမလို့လဲလောဘသမားမလို့ကုသိုလ်သမားကတော့အဲ့ဒါဂရုမစိုက်ဘူးကုသိုလ်သမားဖြစ်ခဲ့မယ်ဆိုရင်ဂရုမစိုက်အဲ့တော့ရုပ်ပိုင်းဆိုင်ရာတန်ဖိုးရှိတာဘယ်သူကတန်ဖိုးထားလဲလောဘသမားဆိုတာတွေ့ရအဲ့ဒါတွေ့တော့အများကြီးကျေပြန့်သွားပြီနော်နောက်တော့တဖြည်းဖြည်းသိလာလိမ့်မယ်ရုပ်ပိုင်းဆိုင်ရာကိုတန်ဖိုးထားရင်လောဘသမားအဲဒီတော့ကိုတတတနဲ့ပြုပြင်နေရင်ဘာသမားလဲဆိုတော့လောဘသမားရုပ်ပိုင်းဆိုင်ရာတန်ဖိုးထားတာရုပ်ပိုင်းဆိုင်ရာဆိုတာအချင်းကောင်းကောင်းဒါလည်းရုပ်ပဲအတန်ချိုတာဒါလည်းရုပ်ပဲအနံ့မွေးမွေးကြိုင်ဒါလည်းရုပ်ပဲအဲ့ဒီရုပ်တွေကိုကောင်းတဲ့ကောင်းအောင်ကောင်းတာတွေကိုစိတ်ဝင်စားကောင်းတဲ့ကောင်းအောင်တိုးဝအောင်ပွားများအောင်လုပ်နေရင်ဒါလောဘသမားတဲ့ကုသိုလ်သမားမဟုတ်အဲ့တော့အလူတန်းတွေမှာမိမိတို့ရုပ်ပိုင်းဆိုင်ရာတွေပြင်မယ်ဆိုကြပါစို့ခန္ဓာနာကြာနာနဲ့ပြင်မယ်ဆိုရင်အဲ့ဒါစစ်မှန်တဲ့ကုသိုလ်စိတ်မဟုတ်ဘူးဆိုတာတွေ့ရလိမ့်ဘုရားဟောထားတဲ့တက်ကိစ္စကာရဝရိုးရိုးသေးသေးလူရမယ်ဆိုတာအလူကံပုဂ္ဂိုလ်ကိုလည်းရိုးသေးပစ္စည်းဝတ္ထုကိုလည်းတတ်တတ်ရရလောက်ခိုင်းတာတတ်တတ်ရရလောက်ခိုင်းတဲ့အခါမှာလှလှပပလောက်ပါဆိုတာအဲ့ဒါလိုမဟုတ်ပါဘူးနော်လှလှပပနဲ့လောက်တယ်ဆိုတာကအဖို့လေအဲ့တော့ဒီလိုလောက်ပြီးဆိုရင်ဘာသမားလဲလောဘသမားလောဘသမားကခန္ဓာနာကြီးကျယ်လောက်လိမ့်မယ်ဘယ်အရာတွေလဲရုပ်ပိုင်းဆိုင်ရာတွေအဲ့တော့ရုပ်ပိုင်းဆိုင်ရာတွေခန္ဓာနာကြီးကျယ်လောက်ပြီးတန်ဖိုးထားပြီးဆိုရင်ကုသိုလ်သမားမဟုတ်တော့ဘာသမားဖြစ်နေလောဘသမားဘုရားဟောတဲ့တရားကလုံးဝမလွဲပါဘူးအဓိပတိမှာအဲ့ဒီတိုင်းပြလောဘဟာပရိယေအနေအချင်းထွက်ပေါ်လာတာသဘောတရားပိုင်းဆိုင်ရာမှာတာယာမှုနှစ်သက်မှုဆွဲလန်းမှုဆိုပြီးတော့အဲ့ဒါလိုလာတယ်ပါဠိလိုအတ္တရေတိတာယာယိဘိနန္တိနှစ်သက်ဤတဏှာရဘရာဂောဥပိသတိအစွဲဖြစ်တာရဲ့နာယာတာရဲ့နှစ်သက်တာရဲ့ဒါလောဘဆက်ဆက်မှုအပိုင်းမှာလောကမှာထင်ရှားဖြစ်ပေါ်နေတဲ့ဆက်ဆက်မှုအပိုင်းမှာလောဘကအပိုင်း၃ပိုင်းလောက်ထွက်ပေါ်တာတွေ့ရတယ်ပါဠိလိုလာဘတက်ကာရတိလောကလို့ခေါ်တယ်လာဘကပစ္စည်းဥစ္စာတွေပေါ်များများရတာရုပ်ဝတ္ထုပိုင်းဆိုင်ရာပြည့်စုံတာတက်ကာရကလူတွေအများကြီးအချမ်းရံပြိဿတွေအများကြီးလူကြိုက်များတာပေါ့လူကြိုက်များတာတိလောကကနာမည်ကြီးတာနာမည်ကုံသတင်းကြီးတာအဲ့တော့ဒီသဘောတရား၃ခုလုံးဟာအဲ့ဒါလောဘကြီးပဲတဲ့နာမည်ကြီးတာလူတွေကြိုက်များတာပြည့်စုံတာပေါ်များတာတစ်ခုနဲ့တစ်ခုလည်းဆက်ဆက်နေဒါလည်းဘုဒ္ဓပြမှတ်ထားပေါ့လောကမှာသုံးတဲ့အရာလောဘကလောကထဲမှာဆိုတော့လောဘနဲ့လောကနဲ့အတူတူပဲတရွဲတည်းခွဲလို့မရဘူးအဲ့တော့လောကကြီးထဲမှာလူတွေပြည့်စုံတာပေါ်များများရချင်ရင်ဘာလုပ်ရလဲလူသိများအောင်လုပ်ရလူသိများဖို့အတွက်ဘာလုပ်ရလဲနာမည်ကြီးအောင်လုပ်ရနာမည်ကြီးရင်လူကြိုက်များတဲ့လူကြိုက်များရင်လူကြိုက်များရင်ပေါ်များများရလာဘဆိုတဲ့ပေါ်များများရချင်ရင်တက်ကာရဆိုတဲ့လူကြိုက်များဖို့ကြိုးစားတက်ကာရဆိုတဲ့လူကြိုက်များရင်လူကြိုက်များဖို့အတွက်တိလောကဆိုတဲ့ဟုတ်မဟုတ်ကြော်ညာထုတ်နာမည်ကြီးဖို့အရေးကြီးတယ်ချိန်ကြိုက်ပြီးတာလို့အဲ့ဒါလောဘတွေကြီးပဲခဲဒီတော့ဒါဘာဖြစ်လို့ဒီမှာဆက်ဆက်ပြီးပြောလဲဆိုရင်ကုသိုလ်သမားနဲ့လောဘသမားကိုခွဲပြခြင်းတော့မိမိတို့ကအဲ့ဒါမကွဲပြားကြဘူးနော်ကိုအတိတွေကဒီလောက်မကျေပြန့်ကြဘူးမြင့်မာမရှိကြဘူးကုသိုလ်လိုလောဘလိုအဲ့လိုဖြစ်နေကြလောဘလိုလောဘမဟုတ်ဘဲနဲ့ကုသိုလ်လိုဖြစ်နေကြလောဘကနေပြီးတော့ကုသိုလ်လိုဖြစ်နေကြတယ်အခုနာမည်ကြီးတာကိုမိမိတို့စိတ်ဝင်စားတယ်ဂရုစိုက်တယ်ဆိုရင်အဲ့ဒီနာမည်ကုန်တဲ့င်းဒီလောဘသမားကိုပဲဆွဲဆောင်နိုင်တယ်ကုသိုလ်သမားကိုနာမည်ကမဆွဲဆောင်နိုင်နောက်တစ်ခါလူများစိတ်ဝင်စားတယ်လူများစိတ်ဝင်စားလို့မိမိတို့လည်းပဲစိတ်ဝင်စားတယ်ဆိုရင်အဲ့ဒါလောဘသမားအတွက်ပဲဖြစ်လိမ့်ကုသိုလ်သမားအတွက်ကအဲ့ဒီကလွှမ်းမိုးလို့မရဘူး
ပစ္စည်းဥစ္စာပေါ်ပေါ်ပစ္စည်းဥစ္စာခန်းခန်းနာနာကြီးကြီးကျယ်ကျယ်အရာဝတ္ထုတွေခန်းခန်းနာနာကြီးကြီးကျယ်ကျယ်အဲ့ဒါကိုစိတ်ဝင်စားတယ်ဆိုရင်အဲ့ဒါလောဘသမားပဲဖြစ်မယ်ကုသိုလ်သမားမဟုတ်ကဲအဲ့တော့လောဘသမားကိုရုပ်ပိုင်းဆိုင်ရာတွေကလွှမ်းမိုးတယ်ချုပ်ကိုင်ကုသိုလ်တရားကလည်းပဲလောဘသမားကိုလွှမ်းမိုးနိုင်တာပဲလောဘကြီးတဲ့သူဟာတချို့လောဘကြီးတဲ့သူဟာကုသိုလ်ပို့လောက်တာတွေ့ရဘယ်လိုလုပ်လဲငါတို့လူရင်ငါတို့အစင်တန်မြင့်မှာပဲဆိုပြီးတော့ကုသိုလ်ပို့လောက်တာတွေ့ရဟောတို့သီလဆောက်တည်ရင်တို့အသက်ရှင်အနာကင်းပြီးကျမ်းမာချမ်းသာမှာပဲအသက်ရှင်ခြင်းနာယောဂကင်းကျင်တယ်ဆိုတဲ့လောဘအဲ့တော့အဲ့ဒီလောဘသမားဟာကုသိုလ်ကောင်းမှုကိုတိုးပြီးလောက်တာတွေ့ရကုသိုလ်ကောင်းမှုတွေတိုးပြီးလောက်တော့အဲ့ဒီလောဘသမားတွေနဲ့လိုက်ဖက်တဲ့အာယုန်တွေကလည်းထွက်ပေါ်လာလိုက်ဖက်တဲ့အာယုန်တွေကဘယ်လိုအာယုန်တွေဖြစ်လာမလဲခုနပြောခဲ့ပြီးပြီထင်ရှားကြော်ကြားတဲ့ဆရာတော်ကြီးအဲ့ဒါလောဘသမားအတွက်လိုက်ဖက်တဲ့အာယုန်ပဲနော်ဒီဆရာတော်ဟာဘယ်ကဲ့သို့သောဘုံတကူရှိပါတယ်သီလသမာဓိပညာပြည့်စုံပါတယ်လောဘသမားစိတ်ဝင်စားပြီနာမည်ကြီးလာတဲ့အခါလူတွေဝိုင်းလာတဲ့အခါခန္ဓာကြီးကျယ်တဲ့နော်ခန္ဓာနာကြီးကြီးကျယ်ကျယ်နေနိုင်တဲ့အခါလောဘသမားစိတ်ဝင်စားအဲ့ဒါအဓိပတိကနေပြတာကဲဒီတော့အဲ့ဒီလိုသူနဲ့လိုက်ဖက်တဲ့အာယုံမှာဘာထွက်လာလဲဟိုဆရာတော်ကမှန်ရင်တော်ပါရဲ့မမှန်ဘူးဆိုရင်မက်လုံးတွေထွက်လာလိမ့်မက်လုံးဘယ်လိုထွက်လာမလဲဒီသူရွတ်လိုက်တဲ့ဖတ်လိုက်တဲ့အရှိန်ဝါအာနိသင်ကြောင့်သင်တို့ဟာယောဂါတွေပြောက်ကြမယ်ပုံကြီးကြမယ်တိုက်ချေကြမယ်စီးပွားဥစ္စာတွေကောင်းကြမယ်နတ်ဒေဝတာတွေစောင့်ရှောက်ကြမယ်ကဲအဲ့တော့ဘာသမားကသဘောကျလောဘသမားကသဘောကျမျက်လုံးပြူမျက်စံပြူနဲ့ကိုအဲ့ဒါပြူပြီးတော့လိုက်တော့တာပဲအဲ့ဒါဟိုကမက်လုံးပေးလိုက်တာကုသိုလ်သမားအတွက်ကအဲ့လိုလုပ်လို့မရဘူးကုသိုလ်သမားဒီဘာရုပ်ဝတ္ထုပိုင်းဆိုင်ရာဘယ်လိုချင်မှုမှန်သမျှကိုမှသူကဂရုမစိုက်ဘူးကုသိုလ်ကဂရုစိုက်တာကုသိုလ်ကိုပဲဂရုစိုက်အဲ့တော့ဒီနေရာမှာကုသိုလ်ကောင်းမှုဆိုတာမိမိတို့နားလည်ထားတဲ့ကုသိုလ်ကောင်းမှုနဲ့နော်ကုသိုလ်ကောင်းမှုမှန်မှန်ကန်ကန်နဲ့အဲ့ဒါလေးလည်းသဘောပေါက်အောင်ကောင်းမှုဆိုတာဘယ်လိုဟာမျိုးလဲအပြစ်မရှိကောင်းတဲ့အကျိုးကိုပေးရင်အဲ့ဒါကောင်းမှုသူဟောကိုအပြစ်မရှိဘူးသူ့အတွက်ကိုယ့်အတွက်လည်းကောင်းကျိုးပေးတယ်ဆိုရင်အဲ့ဒါကောင်းမှုလူတစ်ယောက်ကတယောက်ကိုစာသင်ပေးလိုက်တယ်ဆရာကတပည့်ကိုစာသင်ပေးလိုက်အပြစ်ရှိသလားလို့မေးရင်အပြစ်မရှိဘူးဆရာကလည်းစာသင်ပေးတဲ့အတွက်သူ့အတွက်ကောင်းတယ်စာတတ်သွားတဲ့တပည့်ကလည်းကောင်းတယ်စာတတ်သွားတာသူကောင်းကျိုးရသွားတာပေါ့အဲ့ဒါမျိုးကိုကောင်းမှုလို့ခေါ်တယ်ကောင်းမှုကုသိုလ်ဆိုတာအဲ့ဒါပြောတာအဲ့ဒီကောင်းမှုကုသိုလ်မှာလိုချင်စရာဘာပါလဲဆိုတော့လိုချင်စရာဘာမှမပါဘူးနာမည်ကြီးတာလည်းမပါဘူးပစ္စည်းပေါ်တာလည်းမပါဘူးမက်လုံးတွေလည်းမပါဘူးကောင်းမှုကုသိုလ်စစ်စစ်ဆိုရင်အဲ့ဒါလိုဖြစ်ပေါ်ရမယ်တဲ့ဆင်းရဲမွဲတေပြီးတော့ဟိုမှာစားမယ်တောက်ရမယ်ဒုက္ခရောက်နေတဲ့ကလေးကိုအစားအစာထမင်းတွေကျွေးလိုက်ကိုလည်းကျွေးရတော့စိတ်ချမ်းသာတာပေါ့သူ့ကူညီလိုက်ရဒီလုပ်ငန်းဟာအပြစ်ရှိသလားမရှိပါဘူးကောင်းတဲ့အကျိုးရသလားကိုစိတ်ချမ်းသာတော့ကိုကကောင်းကျိုးရတယ်စားရတဲ့သူရောမကောင်းဘူးလားစားရတဲ့သူလည်းဗိုက်ပြည့်ပြီးဒုက္ခကလွတ်သွားတော့ကောင်းကျိုးရတယ်အဲ့ဒါလိုအပြစ်မရှိကောင်းသောအကျိုးကိုပေးရင်အဲ့ဒါကောင်းမှုပဲနာမည်ကြီးတာပစ္စည်းပေါ်တာဘာလို့ချင်းညာလို့ချင်းတာအဲ့ဒါတွေမပါတော့အဲ့တော့ကုသိုလ်သမားကကုသိုလ်စစ်စစ်ကိုသာလေရင်ဂရုစိုက်တယ်လောဘသမားကတော့ကုသိုလ်ရဲ့လို့မဟုတ်ဘူးသူရဖို့ပဲဂရုစိုက်လောဘသမားကသူ့အတွက်ကိုအဓိကဂရုစိုက်ကြတယ်ကဲအဲ့တော့အဲ့ဒါလို့သူ့အတွက်ဂရုစိုက်တဲ့အခါမှာဘာတွေလာလဲခုနပြောတဲ့မက်လုံးတွေကလာရောမက်လုံးပေးတော့မယ်ဟိုကမက်လုံးပေးလို့လိုချင်ပြီးဆိုရင်အဲ့ဒါကုသိုလ်အစစ်မဟုတ်တော့ဘာသမားဖြစ်သွားလဲဆိုတော့လောဘသမားဖြစ်သွားကဲဒီတော့ခုနထူးခြားဆန်းကျဲတာလေးတခုပြောမယ်လို့ပြောခဲ့ဒေါသသမားဒေါသထွက်နေတဲ့သူဘာကိုမှဂရုမစိုက်မနစ်သက်ကြဘူးသဘောမကျကြဘူးနော်ဒေါသထွက်နေတဲ့သူတော်၎င်းနောက်တစ်ခါဒေါသထွက်အောင်လုပ်တဲ့သူတော်၎င်းသူဟာသူဘလောက်ပဲကြီးကျယ်ခန္ဓာအဲ့ဒါလူတွေကမနစ်သက်ကြဘူးဂရုမစိုက်ကြဘူးသဘောမကျကြဘူးအဲ့ဒါပေမဲ့အဲ့ဒါနဲ့ဇောက်ထိုးပြောင်းပြန်လောဘသမားကြတော့လူတွေကဂရုစိုက်ကြတယ်ဘာဖြစ်လို့လဲဒီကအပြင်မိမိတို့ဘဝစတဲ့ကဘဝနိကနိကလောဘဇောနဲ့စပြီးကိုယ်စီမှာလောဘကအာတန်လို့ဟေတုရပြောရင်လောဘအမြင့်ကကြီးတော့လောဘသမားကလောဘကြီးလေဂရုစိုက်လေပဲလောဘကြီးလေဂရုစိုက်လေပဲဘုရားလက်ထက်တုန်းကရှိခဲ့တယ်ဒေဝဒဟာဘုံကြီးခြင်းတယ်သင်္ကန်းကောင်းကောင်းဝတ်ခြင်းတယ်နာမည်ကြီးခြင်းတယ်တပည့်တကာဓမ္မတွေပေါ်များခြင်းတယ်အဲ့ဒါလောဘအဲ့တော့ဒေဝဒကိုဘယ်လိုဂရုစိုက်လဲအာဇာတတကလည်းပဲထီနန်စည်းစိမ်ကြီးကိုကြားဖြတ်ပြီးလိုချင်နေတာအသက်အရွယ်ရသူတိကျိတ်တန်တိပွင့်ကျိတ်တန်ပွင့်မဟုတ်ဘဲနဲ့သူကဥပိ္ပစေတကကံနဲ့လိုချင်တာနော်ဖြတ်လန်းဒီကနေလိုချင်တာအတိနုနုလေးကိုဆေးထိုးပြီးတော့မဲ့စေချင်တာအဲ့ဒီအတိုင်းလှုပ်လိုက်ဘာသမားလဲဆိုတော့သူလည်းလောဘသမားအချင်းချင်းပေါင်းမိကြတယ်
လောဘသမားချင်းနှစ်သက်ကြအဲ့တော့လောကကြီးမှာဘသူကိုသဘောကျကြလဲလို့လူတွေအများစုကဘလူသဘောကျလဲလောဘသမားကိုသဘောကျကြအခုနေဆိုကြပါစို့နိုင်ငံခြားကချမ်းသာတဲ့တထေးသကြွယ်ကြီးပဲဖြစ်ဖြစ်သို့မဟုတ်မြန်မာပြည်မှာချမ်းသာတဲ့တထေးသကြွယ်ကြီးပဲဖြစ်ဖြစ်မိမိတို့မခင်ကျင်ဘူးလားလို့မေးရင်ခင်ကျင်တာပေါ့သူနဲ့မတွေ့ကျင်ဘူးလားတွေ့ကျင်တာပေါ့စကားမပြောကျင်ဘူးလားပြောကျင်တာပေါ့ဘာဖြစ်လို့အဲ့ဒီလိုဖြစ်ရတာလဲဘာဖြစ်လို့သူ့ကိုသဘောကျတာလဲကိုကလောဘသမားဖြစ်နေတာကိုသူကကုမ္ပဏီပိုင်ရှင်တို့ဒီပြည်စည်းဥစ္စာပေါ်တဲ့လူတို့ဆိုတာလောဘသမားလေသူကလောဘကြီးလို့ဒီလောက်ရတာပေါ့လောဘမကြီးရင်ဒီလောက်ရအောင်ပဲရှာနိုင်မလဲနော်အဲ့တော့လောဘကြီးတဲ့သူကိုလူတွေလက်ခံလားလက်မခံဘူးလားလက်ခံတယ်သူတို့ကိုလက်ခံတယ်ဒေါသကြီးတဲ့သူကိုတော့လက်မခံဘူးဘီးမဆိုင်အဲ့တော့လောဘကြီးရင်တော့လောဘကဘလောက်ကြီးလောဘကြီးလေကိုကသဘောကျလေပဲနော်တထေးနဲ့ပြောနေတယ်တထေးဆိုတာဘယ်လိုလူမျိုးပြောတာလဲလောဘကြီးတဲ့သူကိုပြောတာလောဘကြီးလို့သာသူတို့ရှာနဲ့အဆုံးမတတ်နိုင်တာပေါ့လောဘနဲပြီးရဆိုရင်ပုံမှန်လေးတော့ရှာခြင်းရှာမယ်ဒါတော့မရှာတော့ဒါပေမဲ့လူတွေကအဲ့ဒီလိုလောဘသမားကိုသဘောကျသလားမကျဘူးလားကျတယ်သူတို့နဲ့ဒူဒူစားခြင်းကြတယ်သွားခြင်းကြတယ်ပြောခြင်းဆိုခြင်းကြတယ်ဘာဖြစ်လို့လဲမေးကြည့်လောဘသမားဖြစ်နေလို့ကဲဒီတော့အဲ့ဒီလောဘသမားကနော်လောဘကိုနှစ်သက်ကြတယ်ဒေါသသမားကိုတော့မနှစ်သက်ကြဘူးဒီတော့မိမိတို့ရဲ့အပြုအမူဟာဒေါသတော့မဖြစ်စေနဲ့လောဘဖြစ်ရင်လက်ခံလို့ရသေးတယ်ဒေါသဖြစ်ရင်လက်မခံနိုင်ဘူးဆိုတာအဲ့မှာပြဒီဟာဆိုရင်ဒီအာယုန်တွေကိုအခုခွဲတဲ့အခါမှာဆွဲအားပြင်းတဲ့အာယုန်ဂယုမဆိုင်ရရင်မနေနိုင်တဲ့အာယုန်ကုသိုလ်သမားအတွက်ကုသိုလ်အာယုန်သူကဂယုဆိုင်လောဘသမားအတွက်ရုပ်အာယုန်နဲ့ကုသိုလ်အာယုန်နဲ့ဒါတွေကသူဂယုဆိုင်ကြဂယုဆိုင်တော့ဒီအာယုန်တွေကိုဘုရားကအဓိပတိလို့ပြောတယ်အဓိပတိဟာဒီလိုကြီးကျယ်ခမ်းနားလာမှုဟာအာယုန်ပိုင်းဆိုင်ရာမှာတော့အဲ့လိုဆက်ဆက်နေတယ်စိတ်ပိုင်းဆိုင်ရာမှာကြတော့ဘယ်လိုဆက်ဆက်တယ်လဲစိတ်ပိုင်းဆိုင်ရာမှာကြတော့ဘယ်လိုအကြောင်းရင်းရှိတယ်လဲဆိုတော့၄မျိုးထုတ်ပြတယ်သန္တာဝိရိယစိတ်တာဝိမာန်တဆိုပြီးပါဠိလိုထုတ်ပြတယ်သန္တာဆိုတာပြင်းထန်တဲ့အာယုန်ကိုရယူလိုခြင်းမှုပေါ့ပြင်းထန်တယ်ရိုးရိုးမဟုတ်ဘူးသူနဲ့ဆက်ဆက်လာရင်မရမနေရမှဖြစ်မယ်ဆိုတဲ့သန္တာလောဘမဟုတ်ဘူးနော်အဲ့လိုသန္တာပြင်းထန်ရင်အဓိပတိဖြစ်တယ်သန္တာပြင်းထန်ရင်လူလောကမှာရှိတယ်ငါဘာဖြစ်ချင်လိုက်တာကွာလို့တန်ဋိဌာန်ချပြီးဖြစ်အောင်ကြိုးစားတယ်အဲ့ဒါသန္တာပေါ့ဆရာဝန်ဖြစ်ချင်တယ်အင်ဂျင်နီယာဖြစ်ချင်တယ်ပညာတတ်ကြီးဖြစ်ချင်တယ်ကြီးကျယ်တဲ့ပုဂ္ဂိုလ်ဖြစ်ချင်တယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ချင်တယ်ဆိုတာအဲ့ဒါသန္တာအဲ့ဒီသန္တာအရာတရွေ့ရွေ့နဲ့သွားတဲ့အခါမှာအချိန်တန်တော့အဲ့ဒီဘဝသူရသွားတယ်ဒါကြောင့်မလို့ဒီသန္တာဟာကြီးကျယ်မှုကိုဖြစ်စေလို့အဓိပတိတဲ့နောက်တစ်ခုဝိရိယကြိုးစားခြင်းကလည်းဒီနေ့တလံပကံပဲပြေးမလဲဆိုပြီးတော့ကြိုးစားတဲ့အခါမှာကြိုးစားမှုရဲ့နောက်ဆုံးရလဒ်ကအောင်မြင်သွားတာပါပဲအဲ့တော့အဲ့ဒီအောင်မြင်မှုရတာဘာဖြစ်လို့လဲကြိုးစားမှုကြောင့်ဆိုတော့ဒီကြိုးစားမှုဟာဒီပေါ်မှာကြီးကျယ်အောင်မြင်မှုရဲ့ကြီးကျယ်ခြင်းအောင်မြင်ခြင်းရဲ့အကြောင်းဖြစ်လို့သူလည်းပဲအဓိပတိဆိုပြီးအမည်ရနောက်တစ်ခုကစိတ်ဓာတ်ခိုင်မာမှုစိတ်ကဘယ်တော့မှမတုံ့လို့ဘူးအကောင်းလာအဆိုးလာအနှိမ့်မြင့်ဘလို့လာသူဆုံးဖြတ်ချက်ချထားတဲ့အတိုင်းပဲခိုင်မာရပ်တည်အဲ့တော့စိတ်ဓာတ်ခိုင်မာမှုဟာလည်းပဲနောက်ဆုံးမှာကိစ္စပြီးစီးအောင်မြင်သွားတာပဲစိတ်ဓာတ်ခိုင်မာကြံ့ခိုင်နဲ့ဒါမှန်လေးကြိုးစားသွားမယ်ဆိုရင်အဲ့တော့အောင်မြင်သွားတာပဲနောက်ဆုံးတစ်ချက်ကပညာပေါ့ဉာဏ်ရှိလို့ရှိရင်လည်းပဲကိစ္စပြီးတာပဲဒါကိုပါဠိလိုအိဋ္ဌိပတ်လို့လည်းခေါ်တယ်ကြီးကျယ်တဲ့တရားတွေမလို့သူတို့ဖြစ်လာရင်ကျန်တဲ့တရားတွေကနောက်ကလိုက်ပြီးဖြစ်ပေါ်လို့အဓိပတိတရားလို့လည်းသုံးတယ်အဲ့တော့ဒီအဓိပတိတရားတွေဟာမိမိတို့အတွက်ဘာအသုံးဝင်မလဲဆိုတော့ပဋ္ဌာန်းကိုပြောတဲ့အခါမှာဦးဇင်းတို့ပြောခဲ့တယ်အစင့်မြင့်ပဋ္ဌာန်းဒေသနာတော်အစင့်မြင့်ဖို့အတွက်ကဒါတွေလို့တယ်အစင့်မြင့်ခြင်းရင်ဒီသဘောတရားတွေအကြောင်းရင်းတွေခံမှအစင့်မြင့်မှာကြီးကျယ်ခမ်းနားတာတွေမြင့်မြတ်တာတွေဟာဒီအကြောင်းရင်းတွေကြောင့်အာယုန်နဲ့ကြီးကျယ်တဲ့ဆောက်ဝီကြီးဖြစ်ချင်လိုက်တာကွာဆိုတဲ့ဆန္ဒကြောင့်ဖြစ်ပေါ်လာတာစိတ်ဓာတ်ခိုင်မာနဲ့တိဆောက်လို့ဖြစ်ပေါ်လာတာဉာဏ်ရှိလို့ဖြစ်ပေါ်လာတာကြိုးစားလို့ဖြစ်ပေါ်လာတာအဲ့ဒီထဲက၄မျိုးတွေကတစ်မျိုးရှိရင်ကိစ္စပြီးတာပဲတဲ့အဲဒီတော့မိမိတို့အစဉ်အတန်မြင့်ကျင်တယ်ဟိုတုန်းကပြောခဲ့တယ်မြင်အောင်ကြည့်ပြီးလွတ်အောင်ကျင့်ဖို့မြင်အောင်ကြည့်တဲ့နေရာမှာလည်းအမြင့်ဆုံးကိုရောက်အောင်တက်အပေါ်စီးကနေကြည့်ရင်အားလုံးကိုမြင်နိုင်တယ်နောက်တော့ကအဲ့ဒီမြင်ကွင်းမှာကသဘောတရားတွေကိုပြောပြခဲ့တယ်နော်မြင်ရတဲ့ပုံကိုယ်တွေဟာဘာကိုအားကိုးတယ်လဲဆိုတာအမြင့်ဆုံးရောက်နေတဲ့ပုံကိုယ်တွေဘာအားကိုးတယ်လဲအတ္တကြီးအတ္တနောနာတော်စိတ်ကိုအားကိုးတာအဲ့ဒါကိုပြောပြခဲ့အဲဒီတော့ဒီလိုရောက်သွားတယ်ဒီလိုရလတ်တွေရလာတယ်စိတ်ဓာတ်ခိုင်မာထားနိုင်တယ်ဆိုတာအကြောင်းရှိရမယ်အကြောင်းကဘာအကြောင်းတွေတွေ့လဲဆိုတော့အခုသန္တာဝိရိယစိတ်တာဝိမာန်တသန္တာဆိုတဲ့ဖြစ်ခြင်းတဲ့သန္တာစိတ်တာဆိုတဲ့ဝိရိယဆိုတဲ့ကြိုးစားခြင်းစိတ်တာဆိုတဲ့စိတ်ဓာတ်ခိုင်မာမှုနောက်ဝိမာန်တဆိုတဲ့အတိညာ
အဲ့ဒါတွေရှိရအဲ့ဒါတွေရှိတော့မှအဲ့ဒီတည်းကတစ်ခုခုရှိတော့မှဒီလိုအဆင့်အမြင့်လာမှာငိုဒီဒေသနာတရားတော်တွေကိုလေ့လာတဲ့အခါမှာစိတ်ကအပြောင်းလဲမလုပ်နဲ့စိတ်ကိုတသမတ်ထဲထားစိတ်ဝင်စားစွာနဲ့ထားတယ်ခေါ်တယ်စိတ်ကမဝင်စားဘူးစိတ်ကတသမတ်ထဲမရှိဘူးဒီနာရောက်လိုက်ဟိုနာရောက်လိုက်ဆိုရင်အဲ့ဒါပြည့်စုံတဲ့မြင့်ပြည့်စုံတဲ့မြင့်မားတဲ့အဆင့်ကိုမရောက်နိုင်တော့ဘာဖြစ်လို့လဲစိတ်မငြိမ်တဲ့အတွက်အခုပြောခဲ့တဲ့ဓိပတိဆိုတဲ့သဘောတရားတွေအာယုန်ဓိပတိတွေရှိတယ်စိတ်ကိုအကြီးအကျယ်ဆွဲဆောင်နေတဲ့အာယုန်တွေရုပ်ပိုင်းဆိုင်ရာအာယုန်တွေနောက်တစ်ခါစိတ်ပိုင်းဆိုင်ရာအာယုန်တွေဘယ်ပုဂ္ဂိုလ်တွေကိုဆွဲဆောင်နိုင်တယ်လဲဘယ်ပုဂ္ဂိုလ်မဆွဲဆောင်နိုင်ဘူးလဲဘယ်ပုဂ္ဂိုလ်ကရုပ်ကိုတန်ဖိုးထားတယ်လဲဘယ်ပုဂ္ဂိုလ်ကရုပ်ကိုတန်ဖိုးမထားဘူးလဲဘယ်သူတွေကမမရိုင်းနဲ့ဂယုမဆိုင်ကြဘူးလဲဆိုတာအခုပြောခဲ့တဲ့အချက်တွေထဲမှာတွေ့ရတယ်။ကဲအဲ့လိုတွေ့ရတဲ့အခါမှာကိုယ်စိတ်ကဒါကိုစိတ်ဝင်စားနဲ့မှတ်ပြီးဘာဘက်ကိုလှည့်ရလဲဆိုဉာဏ်ဘက်ကိုလှည့်ရအတိညာအပြင်ကိုယ်ဒီကဘာကိုများတန်ဖိုးထားနေသလဲကိုယ်ဘာတန်ဖိုးထားနေသလဲရုပ်ပိုင်းဆိုင်ရာတန်ဖိုးထားနေသလားကိုယ်ရုပ်ကိုတတနဲ့ပစ္စည်းဥစ္စာတွေကိုနော်နှမျောတွန့်တုံပြီးတော့သိမ့်ပိုက်ပြီးဒီပေါ်မှာတန်ဖိုးထားနေသလားကိုယ်ခန္ဓာကိုယ်ကြီးကိုတန်ဖိုးထားနေသလားသားသမီးပြင်ပပစ္စည်းဥစ္စာတွေကိုတန်ဖိုးထားနေသလားအများကြီးပေါ့လေအဲ့ဒါကြည့်လိုက်မယ်ဆိုရင်လူတွေတန်ဖိုးထားတာတွေ့လိမ့်မယ်ချောနော်ဟိုနိုင်ငံရေးသမားနိုင်ငံတော်တန်ဖိုးထားမှာပေါ့စီးပွားရေးသမားကပစ္စည်းဥစ္စာတန်ဖိုးထားမှာပေါ့ကုန်တယ်ကလည်းသူ့ရဲ့ပစ္စည်းပေါ့နောက်ဆုံးဘာကိုတန်ဖိုးထားကြမှာပေါ့အဲ့ဒါဆိုရင်စိတ်ကိုတန်ဖိုးထားတာလားရုပ်ကိုတန်ဖိုးထားတာလားအဲ့လိုခွဲခြားဝေဖန်ပြီးတော့အတိညာတိုးလာရုပ်ကိုတန်ဖိုးထားမယ်ဆိုရင်လောဘသမားဆိုတော့အဆင့်ကမမြင့်ဘူးအမြင်ကျင်းတာပေါ့ရုပ်ကိုတန်ဖိုးမထားဘဲနဲ့နောက်တစ်ဆင့်ကကုသိုလ်ကိုတန်ဖိုးထားမယ်ဆိုရင်ကုသိုလ်သမားအဆင့်နည်းနည်းမြင့်လာပြီကုသိုလ်ကနေကြော်ပြီးတော့ကုသိုလ်တွေရုပ်ပိုင်းဆိုင်ရာတွေတန်ဖိုးမထားတော့ဘဲနဲ့အရဟတမေဉာဏ်ပေါ့ဉာဏ်နဲ့နိဗ္ဗာန်နဲ့လွတ်မြောက်ငြိမ်းချမ်းမှုကိုတန်ဖိုးထားရင်ဒါယဟန္တာပုဂ္ဂိုလ်အဆင့်အမြင့်ဆုံးကိုရောက်လာဒီအဆင့်မြင့်ဆုံးကိုရောက်ဖို့အတွက်ဒီတရားဒေသနာတော်တွေကနေတစ်ဆင့်တစ်ဆင့်တွန်းပေးသွားအဲ့တော့ရုပ်ပိုင်းဆိုင်ရာတန်ဖိုးထားခြင်းကုသိုလ်ကိုတန်ဖိုးထားခြင်းဟာယဟန္တာပုဂ္ဂိုလ်တွေကရိယာစိတ်ထားတဲ့လောက်တော့မမြင့်ပါဘူးဆိုတာအဲ့ဒါတွေလည်းတစ်ဆင့်ဆင့်တွေ့လာတဲ့အခါမှာလောကသဘောနဲ့ကိုယ်ပြန်ပြီးဆင်ခြင်ရရုပ်ပိုင်းဆိုင်ရာတန်ဖိုးထားကြကလေးငယ်လေးတွေရုပ်ရှင်ဇာတ်လမ်းတွေဗီဒီယိုဇာတ်လမ်းတွေကြည့်ကြမကြည့်ရမနေနိုင်ဘူးဘာတန်ဖိုးထားတာလဲအစင်းနဲ့အတန်ကိုသူတို့တန်ဖိုးထားတာသမင်းမစားဘဲနဲ့ကြည့်တယ်အဲ့ဒါဘာတန်ဖိုးထားတာလဲရုပ်ပိုင်းဆိုင်ရာတန်ဖိုးထားတာအဲ့ဒီကနေဆွဲဆောင်တယ်လေဆွဲအားပြင်းတယ်ခေါ်တာပေါ့ဆွဲအားပြင်းတော့သူတို့စိတ်ဝင်စားကြမကြည့်ရရင်မနေနိုင်ဘူးဆိုတာစိတ်ကအဲ့ဒီတော့သူတို့ဘာဖြစ်သွားသလဲဆိုတော့အဓိပတိဆိုတာဆက်ဆက်လာသမျှတို့ရဲ့အရှင်သခင်ဆိုတော့သူတို့ကကျွန်ဖြစ်သွားတယ်ဘယ်ကကျွန်ဖြစ်တာလဲရုပ်ကောစိတ်ကောစိတ်ကအဲ့ဒီမှာစိတ်ဝင်စားလိုက်တော့ရုပ်ကြီးကလည်းအဲ့ဒီမှာသွားထိုင်ပေးရတယ်စိတ်လိုကြသွားထိုင်ပေးရတော့မလုံနဲ့ကွာညောင်းလည်းပဲကြည့်မပြီးသေးဘူးနော်ကျင်ကြီးကျင်ငယ်စွန့်ကျင်လဲကြည့်အောင့်ပြီးတော့ကြည့်ဇလန်လွတ်သွားမှဆိုလို့ဟိုကချုပ်ကင်ထားတာအဓိပတိအာယုံခေါ်တယ်အဓိပတိအာယုံကြောင့်မိမိတို့ရုပ်ကောစိတ်ကောဘာဖြစ်သွားလဲကျွန်ဖြစ်သွားတယ်ကဲဒါဟုတ်ပြီဇလန်ပေါ်မှာမိမိတို့ကျွန်ဖြစ်တာဒီပြင်အပေါ်မှာဟောတဲ့မိမိတို့ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးမိမိတို့အလုပ်ရှုပ်နေကြမယ်နောက်တစ်ခါသားသမီးတွေနဲ့ပတ်သက်ပြီးအလုပ်ရှုပ်နေကြမယ်ကုသိုလ်ကောင်းမှုတွေနဲ့ပတ်သက်ပြီးတော့အလုပ်ရှုပ်နေကြမယ်ဆိုရင်ဆိုင်ရာတွေရဲ့လွှမ်းမိုးမှုကိုခံရလို့ကိုယ့်ရဲ့စိတ်နဲ့ရုပ်ဟာကျွန်အဆင့်ကိုရောက်နေတာဆိုတာအဲ့ဒီမှာတွေ့ရတယ်အဓိပတိကနေပြီးတော့အဲ့ဒီလိုကြဲကြဲပြန့်ပြန့်ကြည့်တဲ့အခါကျတော့သတိထားကြည့်ရင်လွတ်အောင်ယုံနိုင်တော့ဒါမှရုပ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုကနေတဖြည်းဖြည်းခွာလာမယ်ရုပ်ကိုတန်ဖိုးမထားတတ်ကြတော့အဲ့ဒီမှာတစ်ဆင့်မိမိတို့ခန္ဓာကိုယ်သားသမီးအနိစ္စကိုရောက်လာမယ်အဲ့ဒီမှာအဲ့ဒါတန်ဖိုးမထားတတ်တော့ဘူးဆိုရင်ကုသိုလ်တွေဘက်ကိုရောက်လာနော်ကုသိုလ်ကိုတန်ဖိုးထားလည်းပဲကုသိုလ်ဟာမိမိတို့စိတ်ကိုကုသိုလ်ကောင်းမှုပြုလုပ်တဲ့အခါဒါနသီလခန္ဓာကိုယ်လည်းပင်ပန်းတာပဲစိတ်လည်းပင်ပန်းတာအဲ့ဒါတွေကနေတဖြည်းဖြည်းနဲ့အဆင့်မြင့်ပြီးတော့ကြော်တက်လာလိမ့်နောက်ပိုင်းကျရင်ဘယ်ထိရောက်သွားမလဲအားလုံးကိုစွန့်ပြီးတော့ဒီအာယုန်တွေရဲ့လွန်မိုးချုပ်ကင်မှုကနေလွတ်သွားမယ်အဲ့လိုလွတ်တဲ့အခါမှာဒေါသထွက်လို့လွတ်တာအတိညာဏ်မရှိလို့လွတ်တာမဟုတ်ပဲနဲ့စိတ်အေးအေးချမ်းချမ်းနဲ့ဒါတွေကိုလွတ်သွားနိုင်တာဒီပရိယာနေအဲ့လိုပြအဲ့ဒါဆိုရင်မိမိတို့ကအမြင့်ဆုံးကိုရောက်ပြီအမြင့်ဆုံးကိုရောက်ရင်နောက်ပိုင်းမိမိတို့သဘောပေါက်လာအာကိုစရာဟာအပြင်မှာမရှိဘူးအတွင်းမှာဘယ်ကနေလာလဲစိတ်ကနေလာတာအခုစိတ်တွေကဆင်းဆင်းပြောင်းသွားတာဒီပရိမှာသူတို့ကိုလွှမ်းမိုးချုပ်ကင်နိုင်မှုမရှိရင်ကိုယ်စိတ်ကလွတ်လပ်သွားပြီကိုယ်စိတ်ရဲ့အရှင်သခင်တွေမရှိတော့စိတ်ရဲ့အရှင်သခင်မရှိရင်စိတ်ကနေညွန်ကြားလို့မိမိရုပ်ကြီးကလိုက်လို့ရတာလည်းမရှိတော့အဲ့ဒါမဟုတ်ရင်တော့အခုမိမိတို့အာစိဏကံကုသိုလ်တွေလည်းရှိကြမယ်အာစိဏကံအကုသိုလ်တွေလည်းရှိကြကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်အာယုံဖြစ်တဲ့ရုပ်တရားတွေကုသိုလ်အာယုံဖြစ်တဲ့ရုပ်တွေနံတွေအဲ့ဒါတွေကိုမိမိတို့ဂရုစိုက်နေရမယ်ဆိုကြပါစို့မိမိတို့တချို့ဘုရားမှာ
နေ့စဉ်ဝတ်တရားရှိအစိမ့်ကံပေါ့တပြက်စီလဲရေချမ်းကပန်းကစီမိကတခုခုပေါ့လေအဲ့ဒါလုပ်နေရတဲ့အခါမှာကိုဒီအဓိပတိဒေသနာတော်ရအကဲဖြတ်ကြည့်ရအဆင့်ဘယ်လောက်ရောက်နေပြီလဲဘာလုပ်နေတာလဲနော်ဘာလုပ်နေတာလဲဆိုတော့အဲ့ဒီမှာမိမိတို့ကြားဘူးထားတဲ့တရားတွေကလည်းမိမိတို့ကိုပြုပြင်လိုက်တရားကဟောထားတဲ့အထက်မှာပိုင်းကျင်2မျိုးပဲတွေ့ရအားတက်အောင်ဟောတဲ့တရားနဲ့နော်အားတက်အောင်ဟောတဲ့တရားနဲ့ပြောင်းလဲအောင်ဟောတဲ့တရား2ခုပဲတွေ့ရအားတက်အောင်ဟောတယ်ဆိုတာအလူတန်းလောက်တာဝါသနာပါတဲ့ဓမ္မကြီးတွေကိုလူကြကောင်းတယ်နော်ဒါနိဗ္ဗာန်ရမယ်ဒီလိုဟောတယ်အားတက်တာပေါ့ဘယ်လိုလူရင်ဘယ်လိုပို့ဖြစ်မယ်အားတက်တာဘယ်ကုသိုလ်ကောင်းမှုလုပ်ရင်ဘယ်လိုဖြစ်မယ်အားတက်တာဒါကုသိုလ်သမားအတွက်လောဘသမားလည်းလောဘဆိုင်ရာအားတက်မှာပေါ့အဲ့တော့အားတက်အောင်ဟောထားတာကလွတ်သလားလို့မေးရင်ဒါလွတ်တာမဟုတ်သေးဘူးနော်အားတက်အောင်ဟောထားတာနဲ့ပြောင်းလဲအောင်ဟောတာပြောင်းလဲအောင်ကြတော့ဒီအဆင့်ကနေဒီအဆင့်ရောက်သွားရင်ဒါပြောင်းမယ်ဒီအဆင့်ကနေဒီအဆင့်ရောက်သွားရင်ဒါပြောင်းမယ်အဲ့ဒီလိုအဆင့်တွေပြထားရင်ကိုကတစ်ဆင့်ပြီးတစ်ဆင့်ပြောင်းသွားတယ်ဆိုရင်အဲ့ဒါပြောင်းလဲအောင်ပြောတာဘုရားဟောထားတဲ့တရားကအားတက်အောင်လားပြောင်းလဲအောင်လားဆိုတော့ရှေ့ပိုင်းမှာအားတက်အောင်ပြောတယ်အတိညာရင့်လာရင်နောက်ပိုင်းမှာပြောင်းလဲအောင်ပြောတယ်ကလေးကိုအားတက်အောင်ပဲပြောလို့ရတယ်ပြောင်းလဲအောင်ပြောလို့မရဘူးလူကြီးကြတော့အားတက်စရာမလိုတော့ဘူးပြောင်းလဲမှုကိုပဲထောက်ပြရတယ်ကလေးတွေစာကြက်ရင်တရားလုံးလေးကျွေးမယ်စုလေးပေးမယ်ဆိုတာအားတက်အောင်မြားတာအဲ့တော့အဲ့လိုအားတက်အောင်ဆိုတာကလေးတွေအဆင့်ပဲရှိလူကြီးကြတော့ပါရဂူတန်းတက်တဲ့အခါမှာမင်းတို့တရားလုံးလည်းပေးမယ်စုလည်းပေးမယ်မဟုတ်ဘူးသူတို့ဘာသာသူတို့နားလေကြနားလေတဲ့အခါကျတော့သူတို့ကိုပြောင်းလဲအောင်ပညာရက်တရားသင်ပေးရကဲအဲ့တော့တရားမှလည်းဒီတိုင်းပဲဘုရားဟောထားတဲ့တရားတော်တွေထဲမှာအားတက်အောင်ဟောတဲ့တရားနဲ့ပြောင်းလဲအောင်ဟောတဲ့တရားအဲ့ဒါကိုသဘောပေါက်ပြီးတော့အားတက်မှုတွေကနေပြီးတော့ပြောင်းလဲမှုတွေကိုတခါဆက်သွားအဲဒီတော့ဒီတရားတွေဟာသိဖို့အတွက်ဟာလည်းပဲကျေပြန့်နော်စီကံချက်တွေနဲ့ညီရင်မိမိတို့သိတာပဲစီကံချက်တွေနဲ့မညီရင်သိဖို့နည်းနည်းနှေးတယ်စီကံချက်ကဘာတွေသတ်မှတ်ပေးထားလဲကိုနားလည်လာတဲ့အခါမှာယုံကြည်မှုတွေအားကောင်းတယ်နားလည်မှုတွေအားကောင်းအဲ့ဒါကိုပါဠိလိုပညာဘုံနဲ့တတ်တာဘုံလို့ခေါ်အားရှိလာတခါတရံဦးဇင်းတို့တွေ့ဘူးတယ်ရိုးရိုးသားမှန်ပုံကိုယ်တွေတော့မဟုတ်ဘူးသိပြီးတော့ယောဂဝေဒနာပြင်းထန်နေတဲ့သူတွေတွေ့တဲ့အခါမှာသူတို့ကအာကိုတကြီးနဲ့အကြံဉာဏ်တွေယူကြတာဆိုတော့တရားမေးတာပေါ့ဒါကိုတပည့်တော်ဘယ်လိုဖြေရှင်းရမလဲအဲ့လိုမေးတဲ့အခါမှာဘုရားဟောတဲ့ညီပြောပြတော့သူတို့သဘောပေါက်သည့်အားလျော်စွာသူတို့မှာပညာဘိုလ်လို့ခေါ်တဲ့အတိညာသိလာသည့်အားလျော်စွာတတ္ထာဘုဆိုတဲ့ယုံကြည်မှုတိုးလာတတ္ထာနဲ့ပညာမျှတယ်လို့ခေါ်တယ်အားရှိလာတော့သူတို့ဘာဆက်လုပ်လဲအဲ့ဒီအတိုင်းသူတို့ကသေတော့မှလေယောဂပြင်းထန်တော့ဘာဆက်လုပ်လဲဆိုတော့စိတ်ကိုငြိမ်နဲ့ထပ်ပြီးကြိုးစားတယ်ဝိရိယနဲ့တမာရီဘိုလ်တွေထပ်လိုက်အဲ့ဒီ၄ခုလုံးလိုက်နေတာဟာတတိရှိလို့လိုက်တာတတိမရှိရင်မလိုက်နိုင်အဲ့တော့သူတို့ဘိုလ်၅ပါးလုံးအဲ့ဒီအချိန်ခါမှာစုံလာဘိုလ်၅ပါးစုံတဲ့အတွက်သူတို့ခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂဝေဒနာတွေမပြောက်ပေမဲ့စိတ်ကလွတ်မြောက်သွားရှာအဲ့ဒါတွေ့ခဲ့ဘူးတာပေါ့နော်ဦးဇင်းတို့တတိပေးခဲ့ဘူးတယ်တရားတွေသူတို့အတွက်ပြောခဲ့ဘူးတယ်အဲ့တော့သူတို့ဘာဖြစ်လို့ဒီလိုရလတ်မျိုးရတယ်လဲအားရှိလို့ရတာဘာအားလဲဆိုတော့ပညာနဲ့တတ်တာနဲ့နှစ်ခုညီတယ်အဲ့ဒီညီညွတ်နေတဲ့ဟာကိုမပြောင်းမပြအောင်ထိမ့်သိမ့်နဲ့ဝိရိယနဲ့တမာတိလိုက်နတိယသူတို့ကကပ်ပြီးသားယောဂဖြစ်တယ်ဆိုတဲ့ကသူတို့မပေါ့တော့အဲ့တော့မိမိတို့ခလဲကြတော့ကောမိမိတို့မှာအားမရှိရင်တော့ခုနစီကံချက်တွေကိုလိုက်နာနိုင်မှာမဟုတ်ဘူးစီကံချက်တွေမရှိရင်ဒီသဘောတရားလည်းပဲအစင်မြင့်မြင့်တဖြည်းဖြည်းနဲ့ပြောင်းလဲလာနိုင်မှာမဟုတ်ဘူးအဲ့တော့ပြောင်းလဲမှုတိုင်းမှာဘာတွေ့ရလဲဆိုတော့ပြောင်းတယ်ဆိုတဲ့ကစွန့်လွတ်တယ်ဆိုတဲ့သဘောပါတယ်ပြောင်းတယ်ဆိုတဲ့ကစွန့်မှပြောင်းတာပြောင်းလဲမှုအားတက်မှုနဲ့မတူဘူးနော်အားတက်မှုကဒီလောက်ပဲတခါကြိုးစားနေတာဘာမှမပြောင်းလဲဘူးဘာမှမတူကြဘူးပြောင်းလဲမှုမှာစွန့်လွတ်မှုဆိုတာပါတယ်တရွေ့ရွေ့နဲ့စွန့်သွားတာဟိုးအစတုန်းကပြောခဲ့တယ်ရွတ်နေဖတ်နေတာမြောင်းထဲမှာပဲရှိတယ်လမ်းပေါ်ကိုမရောက်သေးဘူးကျင့်ကြံမှုကလမ်းပေါ်ကိုရောက်တယ်ဆိုပြီးတော့အဲ့ဒါလေးထောက်ပြခဲ့အဲ့တော့ရွတ်မှုဖတ်မှုကိုစွန့်တော့မှဒီဘက်ကကျင့်ကြံမှုဘက်ကိုတိုးလာတာပြောင်းလဲမှုခေါ်တယ်ပြောင်းလဲမှုမှာစွန့်လွတ်မှုလည်းထည့်ရအခုအဓိပတိတရားကိုမိမိတို့နားလည်တဲ့အခါမှာစိတ်တွေကိုဘယ်အာယုံနဲ့ဘယ်အာယုံလက်ထဲအပ်မလဲလောဘစိတ်နဲ့လောဘအာယုံနဲ့တွဲဘက်အာယုံနဲ့အပ်မလားကုသိုလ်စိတ်နဲ့ကုသိုလ်အာယုံနဲ့ထည့်မလားကရိယာစိတ်အထိလမ်းပြီးတော့ကရိယာအာယုံနဲ့သွားမလားဆိုတာဒါမိမိတို့အစဉ်စဉ်ပြောင်းလဲပေးရမယ်မိမိတို့စိတ်ပြောင်းလဲဖို့ခန္ဓာကိုယ်ကဘာမှလိုက်ပါစရာမလိုဘူးစိတ်ကပြောင်းလဲပေးရုံပဲကဲစိတ်ကပြောင်းလဲဖို့အတွက်ကတော့ခုပြောတဲ့အတိညာဉ်တွေကိုအားကောင်းအောင်လုပ်ရသိလာရင်အားကောင်းလာရင်ပိုယုံလာတယ်ယုံလာရင်ပိုကြိုးစားလာ
ကြိုးစားလို့တတိထားပြီးစိတ်ငြိမ်ရင်ဘုံ၅ပါးပြည့်စုံလာတယ်လို့ခေါ်တယ်ဘုံ၅ပါးပြည့်စုံလာရင်တဖြည်းဖြည်းပြောင်းလဲသွားတာပဲတဲ့ကဲဒီတော့ဒီအဆင့်တွေမှာအခုမိမိတို့တွေ့ကြုံနေရတဲ့ဒီပတိသဘာဝနဲ့ပတ်သက်တဲ့အဆင့်တွေမှာလောဘသမားအဆင့်ရှိတယ်ကုသိုလ်သမားအဆင့်ရှိတယ်ကရိယာသမားအဆင့်ရှိတယ်ကရိယာဆိုတဲ့ယဟန္တာပုဂ္ဂိုလ်တွေဘာကိုစွန့်ခဲ့တယ်လဲလောဘကိုလည်းစွန့်ခဲ့တယ်ကုသိုလ်ကိုလည်းစွန့်ခဲ့တယ်ကြော်သွားလို့တာဟိုအဆင့်ကိုရောက်တာလောဘကုသိုလ်သမားဘာကိုစွန့်လဲလောဘသမားရဲ့အလုပ်တွေကိုစွန့်ခဲ့လောဘကရုပ်ကိုဂယုစိုက်တယ်ကုသိုလ်ကရုပ်ကိုဂယုမစိုက်ဘူးသူစွန့်တယ်လို့ခေါ်တယ်ယဟန္တာကြတော့ရုပ်ကိုလည်းဂယုမစိုက်ဘူးကုသိုလ်ကိုလည်းဂယုမစိုက်ဘူးအရဟတမေအရဟတဘုံနဲ့နိဗ္ဗာန်ကိုသူဂယုစိုက်အစင်းစင်းစွန့်တာခေါ်တယ်ကဲအဲ့ဒါဘယ်ပုဂ္ဂိုလ်ကိုအမြင့်ဆုံးလဲဘယ်ပုဂ္ဂိုလ်အသက်သာဆုံးလဲဘယ်ပုဂ္ဂိုလ်အလွတ်လပ်ဆုံးလဲဆိုတာမိမိတို့မြင်နေရဒါဆိုရင်အဲ့ဒါကိုပြန်ပြီးဆင်ခြင်ရအဓိပတိဒေသနာတော်ရဝိမန္တာအဓိပတိပညာဥစီပြီးကြည့်ရပညာဥစီပြီးကြည့်ရင်ကိုလုံနေတာလောဘလားကုသိုလ်လားလွတ်မြောက်သွားပြီလားဆိုတာတစ်ဆင့်တစ်ဆင့်နဲ့တွေ့ရနောက်ဆုံးအဆင့်နော်နောက်ဆုံးအဆင့်ဒါယဟန္တာတို့ရဲ့အဆင့်ဆိုရင်ဥပမာလေးတစ်ခုပြောပြယန္တာတို့ရဲ့အဆင့်ဟာဘလောက်ထိအောင်မြင့်သွားတယ်လဲဆိုတာဥပမာတစ်ခုပြောပြမိမိတို့စီမှာဆိုကြပါစို့ဘာကြီးတယောက်ရှိကိုအဖေရဲ့အကိုဆိုတော့ဘာကြီးခေါ်မှာပေါ့အဲ့ဒီဦးကြီးဘာကြီးဟာငွေအမြောက်များမိမိတို့ကိုပေးခဲ့ပေးပြီးတော့သူကကွယ်လွန်သွားရှာတော့မှာလဲမှာခဲ့ဒီငွေကိုမင်းတို့ကောင်းအောင်သုံးသူများကိုလည်းကောင်းအောင်ဒါနဲ့မျှပြီးတော့သုံးဆိုပြီးမှားသွားအဲ့ဒီလိုအခြေအနေမျိုးမှာလက်ထဲငွေရလာတဲ့ပုဂ္ဂိုလ်ဘာလုပ်မလဲဆိုတော့ဒီငွေကိုကိုယ့်အတွက်လည်းသူမှာတဲ့အတိုင်းကောင်းအောင်သုံးရမှာပေါ့အများကိုလည်းကောင်းအောင်ဖန်တီးပေးရမှာပေါ့အဲ့တော့ငွေရလက်ထဲရလာပြီဘာကြီးကလည်းမရှိတော့အဲ့ဒီဘာကြီးသူ့အတွက်လိုသေးလားလို့မလိုတော့ဘူးကဲအဲ့တော့ဒါမိမိတို့ကငွေထုတ်ကြီးလက်ထဲကင်ပြီးတော့ကိုယ်လည်းကောင်းအောင်မသုံးသူများလည်းကောင်းဘာကြီးတတိယလိုက်တာဘာကြီးတတိယလိုက်တာဘာကြီးကျေးဇူးတင်လိုက်တာရှ िख ိုကြော့ပူဇော်ပြီးတော့လွမ်းဆွေတတာကြီးညိုကိုးကွယ်ပူဇော်အဲ့ဒါဆိုရင်ဒီငွေဟာကိုယ့်အတွက်ဘာသုံးကြမှာလဲသူများအတွက်လည်းသုံးလို့မရဘူးဇုန်ဤတူစွာပဲမြတ်စွာဘုရားတရားဓမ္မတွေပေးခဲ့ပြီးပြီကိုယ့်အတွက်ကောင်းဖို့သူများအတွက်ကောင်းဖို့သူကတော့မရှိကြတော့ပြိဋိဘာနာအဲ့တော့သူ့ကြီးညိုကိုးကွယ်ပူဇော်ပြီးဟိုဘာကြီးတတိယလိုက်တာလို့လုပ်နေရင်အချိန်ကကုန်သွားမယ်ငွေသုံးလိုက်ရမှာမဟုတ်ဘူးချိန်ကုန်သွားမယ်တရားရလိုက်မှာမဟုတ်ဘူးတဲ့ကဲတော့ဖရာရဲ့ကိစ္စကတရားဟောခြင်းကိစ္စပြီးဒီနောက်မှာဖရာကသူ့ကိစ္စပြီးသွားပြီဘယ်လိုကိစ္စကြံတော့လဲကိုယ်ကိစ္စပဲကြံတော့တာဒါပေမဲ့လူတွေဟာခုနလောဘသမားများတော့ဖရာကိုအားကိုးပြီးဖရာကုန်းပေါ်တက်မျိုးမျိုးပရိတွေခြာလပတ်လေအောင်လက်လှုပ်ချင်တာလှုပ်ပေးခဲ့တဲ့တရားကြတော့သုံးဝကောင်းမှလည်းမသိကိုလည်းမသုံးတတ်သူများလည်းပေးမသုံးဒါပေမဲ့ဘာကြီးတော့တတိယအဲ့ဒါမိမိတို့တတိထားမယ်အချက်ပေါ့အခုအဓိပတိဒေသနာတော်ဆိုတာဒါပဲအဓိပတိဒေသနာတော်ချပြခဲ့တယ်ဒီအဆင့်တွေရှိတယ်ကွာလောဘသမားသူများခိုင်းတိုင်းလောက်ရမယ်အစင်းလှလေးပြရင်အသေးခံလိုက်တယ်ရှိတယ်အတန်ကောင်းကောင်းလေးအသေးခံပြီးတော့လိုက်ကြအခုခေတ်မှာကြားနေတာပဲတချို့သွားကြတယ်လေဟိုဘာသာကြားတွေဆိုလဲသူတို့ဘာသာတွေမှာဘယ်နေ့ဘယ်ရက်ဆိုသွားတယ်အဲ့မှာသွားတယောက်နဲ့တယောက်နင်းပြီးလို့သေကြဆိုလားအဲ့ဒါလိုက်နေကြတာလေဘာထူးလဲဘာမှထူးတော့မှမဟုတ်ပဲအဲ့ဒါမျိုးတွေရှိကြအဲ့ဒါမဟုတ်ဘူးခုရုံချင်းဆံကတ်တွေလည်းကဘာပေါ်မှာအသီးသီးရှိကြတာပဲဘယ်အခမ်းအနားဆိုတက်ကြပြန်ဘယ်ပျော်ပွဲရှင်ပွဲတက်ကြပြန်နင်းကြသေးကြနော်တကြံပွဲမှာလည်းအခုမြန်မာပြည်မှာဆိုတကြံပေါ့ဒါလည်းသေကြတာအဲ့တော့ဒါဘာနောက်လိုက်တာလဲလောဘသမားတွေအာယုံနောက်လိုက်တာလေအာယုံနောက်လိုက်တာဘယ်အထိလိုက်လဲအသေးခံပြီးတော့လိုက်တယ်ဆိုတာအဲ့ဒါရှိတယ်အဲ့ဒါဘာသမားလဲလောဘသမားကိုကတတိထားလောဘအနေတခါပဲပြောင်းတယ်ကုသိုလ်ပြောင်းမှာကုသိုလ်သမားကြတော့အဲ့ဒါတွေဂယုမဆိုင်တော့ကုသိုလ်သမားရိုးရိုးသားသားပဲဘလောက်ချောချောမောမောလာလာပပတွေ့လဲသူကတာမန်ပဲနော်အတန်ကောင်းကောင်းလဲသူ့ကိုဆွဲဆောင်လို့မရဘူးကုသိုလ်ပဲအာယုံရှိတာဟုတ်ကုသိုလ်ဆိုတာလည်းခုနပြောပြီးပြီနော်လောဘနဲ့ကုသိုလ်နဲ့သွားမရောနဲ့ကုသိုလ်စစ်ကအပြစ်မရှိကောင်းသောအကျိုးကိုပေးတယ်ကောင်းသောအကျိုးပေးဆိုတာကိုယ်ကြီးပဲမကြည့်ရဘူးသူများလည်းကြည့်ရတယ်နော်ထမင်းဝါနေတဲ့သူကိုထမင်းသွားကျွေးရင်အပြစ်တော့မရှိပါဘူးအပြစ်မရှိဘူးလို့လည်းပြောလို့မရဘူးဝါနေတဲ့သူဘာလို့ကျွေးရလဲကွာဆိုအပြစ်တင်ခံနော်နောက်တစ်ခါဝါနေတော့ဟိုကမစားနိုင်တော့ကောင်းကျိုးရသလားမရဘူးအဲ့ဒါကုသိုလ်မဟုတ်တော့ဘူးလို့ခေါ်တယ်အဲ့ဒါတွေလည်းနည်းနည်းသတိထားရတာပေါ့ကုသိုလ်ရဲ့လက္ခဏာကိုချုပ်ပြထားတာနှစ်ချက်တည်းအပြစ်လည်းကင်းရမယ်ကောင်းတဲ့အကျိုးလည်းပေးရအဲ့ဒါလို့ဆိုရင်ကုသိုလ်ဖြစ်ပြီခုနပြောတဲ့ဆင်းရဲပြီးတော့ဒုက္ခရောက်နေတဲ့ကလေးကိုကကျွေးလိုက်တယ်ဟာသူစားတော့သိကောင်းတာပေါ့သူကောင်းကျိုးရတာလေသူကောင်းကျိုးရတယ်လို့ကိုလည်းပဲကောင်းကျိုးရအဲ့ဒါကောင်းတဲ့အကျိုးခေါ်တယ်ကောင်းကျိုးကဟိုနောက်လာတော့မှလူဘုံနတ်ဘုံဓမ္မဘုံတွေဒါတွေက
လာခြင်းလားမလာခြင်းတွေဒါအရေးကြီးတာမဟုတ်ဘူးအဲ့ဒါကိုသွားမျှော်ပြီးတော့မျက်လုံးတွေနဲ့လုံးမိမယ်ဆိုရင်တော့ကုသိုလ်သမားမဟုတ်ပဲနဲ့လောဘသမားကကုသိုလ်လုပ်တာနဲ့လောဘသမားကကုသိုလ်ကိုဂရုစိုက်ပြီးလုပ်တယ်ဆိုတော့အဲ့ဒီခန္ဓာကိုတက်ရောက်သွားတယ်ခဲတော့အခုအဓိပတိနဲ့ပတ်သက်လို့နောက်ပိုင်းကျမှပဲဒါတစ်ခါဆက်ပြောဦးမယ်ဘဝရဲ့အစကဟေတုကနေစတာအမြစ်ပေါ့ဒီအမြစ်ကလေးတွေကိုဘာကနေဆွဲလဲအာယုန်တွေကနေဆွဲအဲ့ဒီအာယုန်တွေကနေဘာလုပ်လဲကြီးကျယ်အောင်လုပ်အာယုန်တွေကြီးကျယ်တာကိုအဓိပတိလို့ခေါ်တာအာယုန်တွေကြီးကျယ်တာအဓိပတိအဲ့ဒီကြီးကျယ်တဲ့အာယုန်တွေဖန်တီးဖို့အတွက်ကြတော့ဘာတွေနဲ့ဖန်တီးကြလဲစန္ဒတွေဝိရိယတွေစိတ်တွေဝိမာန်တွေနဲ့ဒါကြောင့်မလို့အဲ့လိုကြီးကျယ်တဲ့အာယုန်တွေဖြစ်ပေါ်အောင်ဖန်တီးတတ်တဲ့ကြီးကျယ်တဲ့ပုံကိုယ်တွေဖြစ်ပေါ်အောင်ဖန်တီးတတ်တဲ့အလိုစန္ဒတွေစိတ်ဓာတ်တွေကြိုးစားမှုတွေအသိဉာဏ်တွေဟာအဓိပတိအမိရပါတယ်လို့ဘုရားကထုတ်ပြခဲ့တာအဲတော့ဒီအဓိပတိတရားတွေဖြစ်လာရင်လည်းပဲသူတို့နဲ့ဆက်ဆက်သမျှသူတို့ကအကုန်လွှမ်းမိုးပလိုက်တာလွှမ်းမိုးပလိုက်တော့ပုဂ္ဂိုလ်ရင်းနဲ့စိတ်နဲ့တွဲရင်ဘယ်ပုဂ္ဂိုလ်တွေကိုဘယ်အာယုန်တွေကလွှမ်းမိုးတယ်ဆိုတာပြခဲ့အဲ့တော့ကြံတဲ့အာယုန်တွေလွှမ်းမိုးရင်ခုနပြောတဲ့အာယုန်တွေနောက်သေသည့်အထိလိုက်တယ်ယန္တာပုဂ္ဂိုလ်တို့ကိုလွှမ်းမိုးတဲ့အာယုန်ကတော့ရုပ်ပိုင်းဆိုင်ရာလည်းမဟုတ်နာမ်ပိုင်းဆိုင်ရာမှာတော့မှအကုသိုလ်တွေအကုသိုလ်တွေမဟုတ်တော့ဘဲနဲ့အရဟတမေရဟတဘုံနဲ့နိဗ္ဗာန်အာယုန်ဖြစ်သောကြောင့်သူတို့ကအလွန်သက်သာသွားတယ်လွတ်မြောက်သွားတယ်အဲ့တော့မိမိတို့ကအဲ့ဒီအဆင့်ထိရောက်အောင်ကြိုးစားရမယ်အဲ့လိုကြိုးစားတဲ့အခါမှာလည်းပဲအဆင့်တန်းမြင့်ဖို့အတွက်ဘာရှိမှရောက်နိုင်လဲအားရှိမှရောက်နိုင်တာအားဖြစ်ဖို့အတွက်ကြတော့ပညာရဲ့တတ္ထာရဲ့ဝိရိယရဲ့တမာရိရဲ့တတိရဲ့အဲ့ဒီ၅ခုလုံးကိုမိမိတို့ပွားပေးရမိဓမ္မသင်ထားတဲ့ပုံကိုယ်တွေတည်တယ်ဘိုးပြီးတဲ့အခါမှာဘုဇင်ဆိုပြီးလိုက်လာဘုဇင်ဆိုတာပွားပေးရဒီတိုင်းထားလို့မရဘူးပညာကိုတိုးအောင်ကြံစီပေးရပညာတိုးလာရင်တတ္ထာဆိုတဲ့ယုံကြည်မှုလည်းပို့ခိုင်းလာယုံကြည်မှုရှိရင်အဲ့ဒါကိုမမေ့မပြောက်အောင်ဝိရိယနဲ့တမာရိယလည်းလိုက်ပန့်ဖို့ဟိုတစ်ဘက်ကပြောခဲ့တယ်မိမိတို့ဆူလိုက်လို့ရှိရင်တတိယတရက်လည်းမဟုတ်ဘူးတစ်နှစ်လည်းမဟုတ်ဘူးမှတ်မိတရားကောင်းကောင်းလေးပြောလိုက်ရင်မမှတ်မိဘာဖြစ်လို့လဲဆိုတော့ပွားတာနဲ့မပွားတာကွာတယ်အားကွာတယ်ကိုမှဒေါသအားကြီးတော့မကောင်းတာပြောလိုက်ရင်ဒေါသအဆုတ်ထားလိုက်ဒေါသပင်ကျဲငါပင်ကျဲငါတီးတယ်လို့အခါတီးပဲတီးနေတယ်ပညာကြတော့အားနေပညာအားနေတော့ကောင်းတဲ့တရားလေးပြောလိုက်ရင်နေမြင်ညပြောက်ဆိုတဲ့စကားလိုပဲအခုကြာအခုပြောက်ကိစ္စပြီးသွားပညာအားနေတော့အဲ့တော့အားနေတော့အားကောင်းအောင်မလုပ်ရမယ်အားနေတော့အားကောင်းအောင်ဘုဇင်ဆိုတဲ့ပွားများခုနည်းနည်းလေးသိရင်တတိမမေ့နဲ့တတိမမေ့ပဲနဲ့ပွားထားရင်အားရှိလာရင်ဒီတရားအဆင့်တန်းမြင့်အောင်မိမိတို့အသိဉာဏ်တွေကိုတွန်းတင်ပေးလိုက်အဲဒီတော့ရုပ်ပိုင်းဆိုင်ရာတွေဂရုစိုက်နေရင်အဲ့ဒါကိုတတိထားပြီးတော့ဝေဖန်မိမိတို့ကိုယ်တိုင်လည်းကိုယ်လည်းဝေဖန်သူများကိုလည်းကြည့်နော်သူများအပြစ်ပြောဖို့ကြည့်တာမဟုတ်ဘူးသူများကိုကြည့်ပြီးကိုကရှောင်ရမှာခွေးယူကြိုက်ခံရတဲ့သူကိုရှိရကြိုက်ခံရရင်ကိုကရှောင်ပြီးသားပေါ့ကိုရှိရကြိုက်မခံရရင်ကိုကလည်းကြတော့လာကြိုက်နိုင်နေတယ်အဲ့တော့သူများကိုကြည့်တယ်ဆိုတာကိုကရှောင်ဖို့အတွက်ကြည့်ခိုင်းတာရှေ့ရလူကသွားလို့မွေပေါက်ခံရရင်ကိုကဒီမွေကိုရှောင်နိုင်တာပေါ့အဲ့ဒါတကယ်လို့ရှေ့ရမှာကိုယ်သင်္ကန်းစာမပေးရင်ကိုကလည်းတက်တိုးရင်မသိရင်ကိုလည်းထိသွားနိုင်တယ်ဒါကြောင့်မလို့သူများကိုလည်းကြည့်ရသူများကိုကြည့်ပြီးတော့ကိုဘာလုပ်လဲရှောင်ရကိုလည်းကိုကြည့်ရအဓိကတော့ကိုကြည့်ဖို့ပါကိုကြည့်လို့မြင်သူတစ်ပါးကိုလည်းပြန်မြင်တတ်တယ်အဲဒါတွေကြည့်ပြီးတော့တပြေးပြေးနဲ့မလုပ်ရအဆင့်မြင့်အောင်ကြိုးစားဒါအောင်ပဋ္ဌာန်းကိုလေ့လာတဲ့အခါမှာအဲ့ဒီထိရောက်အောင်သွားဘိုးတော်ကပြောခဲ့သလိုမြောင်းနေရလို့အုံအံနဲ့အဲ့လိုတော့လုံမနေကြနဲ့တော့လုံမယ်ဆိုရင်လည်းပဲနော်ဒါလေးကိုစွန့်ခဲ့ပြီးတော့ရှေ့နည်းနည်းတိုးမှတခုကိုမစွန့်မဲနဲ့တော့နောက်တစ်ခုထပ်တက်ဖို့ဆိုတာမလွယ်ဘူးအဲဒီတော့ဒီနေ့ကတော့အချိန်ရတော့ပြည့်သွားပြီဟုတ်လားဗုဒ္ဓသာသနာစီတံဒိဋ္ဌု၃ချိန်ဖြင့်အဆုံးသတ်ကြရအောင်ဗုဒ္ဓသာသနာစီတံဒိဋ္ဌတုဗုဒ္ဓသာသနာစီတံဒိဋ္ဌတုဗုဒ္ဓသာသနာစီတံဒိဋ္ဌတုသာဓုသာဓုသာဓု